ခဲ့ခဲ့ဘူးတယ်ကျောင်းသူဘဝဖြစ်ခဲ့ဘူးတယ်တက်တက်ကြွကြွလှုပ်ရှားပြီးပျော်လဲပျော်ခဲ့ဘူးပါတယ်နော်ဒီအရွယ်ရောက်တော့ပျော်ရွှင်မှုတွေလည်းတိတ်တော့မရှိတော့ဘူးပေါ့ပျော်ရွှင်မှုနဲ့စာရင်ကျေနပ်ကြည်နူးမှုလေးတွေဟိုနေရာရမလားဒီနေရာရမလားမရတာလေးတွေရတာလေးတွေအဲ့လိုလိုက်ပြီးတော့စုရတဲ့အရွယ်ကိုရောက်သွားပြီအဲ့တော့ဒီအရွယ်လေးမှာပျော်စရာကောင်းသောအရွယ်လေးအရွယ်ကောင်းလို့ခေါ်တယ်ဒီအရွယ်ဟာနော်ဘာပဲလှုပ်ဖို့အတွက်ကို energy ပေါ့ခွန်အားစွမ်းအင်အပြည့်နဲ့အရွယ်အဲ့တော့အဲ့ဒီအရွယ်လေးမှာလှုပ်ရှားတက်ကြွပြီးတော့တိုင်းပြည်အကျိုးရောကိုအကျိုးရောကိုအကျိုးများများတော့ပါမှာပေါ့နော်ကိုအကျိုးများများကိုမိသားစုအကျိုးလည်းပါပြီးတော့ကိုပတ်ဝန်းကျင်အကျိုးလည်းပါအဲ့ဒါတက်ကြွကြွလေးတွေလှုပ်ရှားစေခြင်းပါတယ်နော်ဒါကဘယ်လို့မှပြန်မရနိုင်တဲ့အရွယ်ဆိုတာဒါကအခုမှကျမကသိတာဟုတ်အရင်တုန်းကတော့ကိုဒီအရွယ်30အရွယ်20နဲ့30ကြာအရွယ်ဟာစာဖတ်လို့တိတ်အကောင်းဆုံးအရွယ်နော်အဲ့ဒီအရွယ်လေးမှာစာလေးတွေဖတ်စေခြင်းတယ်အဲ့ဒီအရွယ်ဟာနောက်ပြန်မရတော့ဘူးအဲ့10နှစ်တာကာလပတ်လေးကတိတ်စာဖတ်လို့ကောင်းတာဆိုတော့မှားခဲ့ကြပါလေဒီအရွယ်ဟာစာဖတ်လို့အကောင်းဆုံးဉာဏ်ရည်လည်းဖွံ့ဖြိုးဆုံးအရွယ်နော်မှတ်ဉာဏ်ပေါ့နော်စာဖတ်ခြင်းရဲ့မှတ်ဉာဏ်အဲ့ဒီမှတ်ဉာဏ်ကြီးအရာဆုံးအရွယ်အဲ့ဒီအရွယ်မှာအလကားမထားပါနဲ့လို့နော်စာလေးတွေဖတ်ကြပါလို့ဒါပထမဦးဆုံးမမေ့ခင်ကျမဟိုရောက်တယောက်ပြောတတ်တော့မေ့သွားမှဆိုလို့တခါတည်းမှားချင်တာနော်ခေါင်းစဉ်မမေးတော့ကျမတို့ခေါင်းစဉ်မပြောရဘူးနော်ပုံမှန်ဆိုလို့ရှိရင်တော့ဟောပြောပွဲတစ်ခုပြောပြီးဆိုရင်ဆရာမဘယ်ခေါင်းစဉ်နဲ့ပြောမှလဲလို့မေးတယ်အဲ့ဆိုကျမတို့ကပြောရတာပေါ့နော်မရှိရှိတဲ့ခေါင်းစဉ်ရှားကြံပြီးပြောရတာပေါ့ကွယ်အခုတော့မမေးတဲ့အတွက်ကျေးဇူးအများကြီးတင်တယ်နော်ခေါင်းစဉ်နဲ့အတိအကျလိုက်ဆရာမလို့တော့ဘူးနော်မဟုတ်လို့ရှိရင်အဲ့ဒီခေါင်းစဉ်ကိုရောက်အောင်တစ်ခါခါကျခေါင်းစဉ်လို့သာပြောတာခေါင်းစဉ်ကတခြားပြောနေတာတွေကတခြားကျမတို့မြန်မာပြည်မှာဒီလိုပဲဖြစ်တတ်တယ်လေနော်အဲ့တော့ကိုကလည်းအဲ့ဒီလိုမျိုးပဲပြောလို့ရှိတယ်အခုကျခေါင်းစဉ်ပြောစရာမလိုတဲ့အတွက်လွတ်လပ်စွာပြောပါမယ်အနည်းဆုံးကျမတနာရီပြောပါမယ်အဆင်ပြေလားရှင်ပြေရနော်တကယ်တော့ကျမတို့2ယောက်သမီးနဲ့ကျမနဲ့2ယောက်ဆိုရင်တယောက်ကိုတနာရီခွဲပြောလို့ရတယ်သို့တော့ကျောင်းသူကျောင်းသားတွေကိုစာနာတော့အဖြစ်နော်တနာရီပဲပြောမယ်လူတယောက်ရဲ့နားတဲ့ကိုတခုခုပေါ့နော်ဘ ഹു တုတပဲဖြစ်ဖြစ်တခုခုဝင်ဖို့အဲ့ဒါကိုပြန်ပြီးတော့တွေးဖို့အဲ့လိုလက်ခံနိုင်တဲ့အရွယ်အချိန်ဟာတနာရီတက်တော့မပူဘူးလို့ထင်တယ်နော်တနာရီပိုရင်တော့ဘလောက်တဲပြောရှံပြီးတော့ထွက်သွားမှာပဲလို့ထင်တယ်အဲ့တော့45မိနစ်နဲ့တနာရီကအကောင်းဆုံးပဲသူသဖြင့်ကျမတို့လိုစကားလုံးပြောတဲ့အခါရိုးရိုးအေးအေးကြီးနဲ့လေပြင်းစရာကောင်းအောင်ပြောနိုင်တဲ့ပြောတတ်တဲ့သူတွေအတွက်ကတနာရီဆိုမှတော်တော်လေးများနေပြီနော်။အော်နေရာမရလို့လား။ဟိုရှေ့မှာထိုင်ရတာကိုအားနာလိုက်တာ။နော်ဒါပေမဲ့လည်းအခုလိုဝင်လာတာကိုကျေးဇူးအများကြီးတင်တယ်နော်။လူထပ်ပြေးလာတာပေါ့နော်။ဆိုတော့ကျမဒီနေ့ပြောမှာကစာဖတ်ခြင်းအကြောင်းပဲပြောချင်တာနော်။စာဖတ်ခြင်းအကြောင်းပဲပြောချင်တယ်။အသက်ကြီးလာတဲ့အခါမှာကျမကိုပြန်ပြီးကြည့်လိုက်တဲ့အခါကျမလှုပ်တတ်တဲ့အလုပ်ဟာလောကကြီးမှာ2ခုပဲရှိတယ်ဆိုတာကိုပြန်တွေ့သွားတယ်တစ်ခုကစာဖတ်ခြင်းနောက်တစ်ခုကစာရေးခြင်းဒါပဲရှင်အဲ့ဒီနောက်ကျမဘာမှမလုပ်တတ်ဘူးထမင်းဟင်းတောင်ကောင်းကောင်းမချက်တတ်ဘူးလို့ပြောလို့ထင်တော့မသေးနဲ့ကိုစားလို့ရအောင်တော့ချက်တတ်တာပေါ့ဒါပေမဲ့တငယ်ချင်းတွေကိုအိမ်ဖိတ်မကြွေးရဲဘူးပေါ့နော်အိမ်ဖိတ်ကြွေးရင်ဘယ်တော့မှလာမှာမဟုတ်တော့ဘူးတခါတော့ကကျမရဲ့တငယ်ချင်းတကယ်ချင်းတယောက်ကခက်လန်းလန်းခက်ဝေးဝေးရနေပြီးတော့လာမှာဆိုတော့ तू ကအိမ်ထမင်းအိမ်ဟင်းမှာစားချင်တာတဲ့ကျမထမင်းချင်းမချက်တတ်တာကိုတကယ်ချင်းသိမသိဘူးပေါ့နော်အဲ့ဒါကျမကအေးပါအဲ့လားဆိုလို့ရှိရင်တော့ကျမလည်းကိုချင်းစားတယ်လေအခုကျမမိုးရွာကိုလာတယ်ကျမတကယ်ချင်းဒီရှေ့မှာထိုင်နေတဲ့ဒေါက်တာသင်း तू ကဟင်းချက်ကောင်းတယ်ရှင်ကျမလာရင် तू ကဘာစားချင်လဲလို့မေးငါ့ကိုဆိုင်မကြွေးပါနဲ့နင့်အိမ်ကချက်တာကိုပဲကြွေးပါလို့သူကလည်းကျမကိုအမြဲတမ်းချက်ကြွေးလေရှိတယ်ကျမကိုလည်းအဲ့ဒီတကယ်ချင်းကကျမချက်တာစားချင်တယ်တဲ့အဲ့တော့ကျမမှာဒီနေ့အချက်ပြုတ်ကျွမ်းကျင်တဲ့နောက်ထပ်တငယ်ချင်းတယောက်စီကိုဖုန်းလန်းဆက်ရတယ်ငါကြက်သားချိုချင်ကြော်လေးလှုပ်ချင်တယ်ဘယ်လိုလှုပ်ရလဲအရေးပေါ်အခု तू ကညတော့ကပြောမယ်နင်ညမပြောနဲ့ငါဝယ်လိုက်အောင်မယ်ဝယ်ပြီးတော့ပစ္စည်းတွေစုံတဲ့ခါကျမှနင်ငါ့ကိုပြောဆိုပြီးတော့ဖြစ်သွားတာပဲဒါပေမဲ့ तू ကတော့ကောင်းတယ်လို့တော့ပြောသွားတာပေါ့နော်ဒါပေမဲ့နောက်တော့လဲကျမကိုအိမ်ထမင်းအရင်စားချင်တယ်လို့အဲ့တငယ်ချင်းကမပူစားတော့ဘူးဒါဆိုတော့သဘောပေါက်ပေါ့နော်ကျမဒီစာရေးခြင်းကိုကျွမ်းကျင်ပါသည်အလုံးအသိပဲเนาะကျမရဲ့စာတွေဟာမစိုးပါဘူးဖတ်တဲ့သူလည်းများတယ်ပြီးတော့ရောင်းလို့လည်းအသင့်ကောင်းတယ်ကျမကိုတချို့ဆို best seller စာအုပ်များဤဖန်တီးရှင်လို့တောင်မှပြောကြတယ်ကျမရဲ့စာအုပ်ကရောင်းရင်စွန်တယ်ပေါ့เนาะအဲ့တော့လူသားမစွန်တာเนาะစာအုပ်ကတော့စွန်တယ်ဆိုတော့စာအုပ်တွေရောင်းလို့ကောင်းတဲ့အတွက်ကျမဒီစာရေးခြင်းမှာလည်းမညံ့မှုစာကိုသိတယ်အဲ့တော့စာရေးခြင်းနဲ့အခုကျမအသက်မွေးနေတာဖြစ်တဲ့အတွက်အခုချိန်ထိတော့ကျမထမင်းမငတ်ဘူး
ဒါအပြင်စာဖတ်ခြင်းကျမတကယ်ကျွမ်းကျင်တာဟာစာဖတ်ခြင်းလို့ကျမထင်တယ်နော်စာဖတ်ခြင်းကိုကျမကျွမ်းကျင်တာငယ်ငယ်ကလေးတွေကဒါပေမဲ့အခုအသက်ကြီးလာတော့ကိုပြန်ကြည့်တိုင်းကျမဒီစာရေးရင်းနဲ့စာရင်စာဖတ်ခြင်းကိုပို့ပြီးတော့နှစ်သက်ကျင့်တတ်တယ်ဆိုတာပိုသိရတယ်။ဘာကြောင့်လဲအားလုံးလည်းရိပ်စားမိမှာပါကျမစာအုပ်အုပ်ရေးပြီဆိုရင်အနည်းဆုံးတစ်နှစ်ခွဲနှစ်နှစ်ကနေအများဆုံး၄နှစ်ထိကြာတယ်။၄နှစ်ထိဆိုတာအခုနောက်ဆုံးထွက်တယ်ဆိုပြီးတော့ကျမပေးတဲ့သမီးလေးဖတ်သွားတာတကယ်တော့ကျမပေးလိုက်တဲ့ကိုရေးအချင်းကျမအဟောင်းကြီးကိုသွားပေးမိတာအဟောင်းကြီးသွားပေးပြီးတော့နောက်ဆုံးထွက်တဲ့စာအုပ်ဆိုပြီးသမီးလေးကကြေညာလိုက်တဲ့အခါသင်ရလှမ်းပြောတယ်ဟဲ့အဲ့ဒါနောက်ဆုံးထွက်တာမဟုတ်ဘူးလေတဲ့သူကကျမရဲ့စာအုပ်တွေကိုမျက်ခြေမပြတ်ကြည့်နေတာမျက်ခြေမပြတ်ကြည့်ပြီးစာအုပ်မရဘူးဆိုသူကလှမ်းတောင်းတာတင်နေဝင်နေစာအုပ်ထွက်တာကြားတယ်ငါစီကိုမပေးသေးဘူး तू ဖက်လားမဖက်လားတော့ကျမလည်းသူ့ကိုပြန်ပြီးအင်တာဗျူးလုပ်ကြည့်အောင်မယ်စာအုပ်ကိုတော့ तू အရင်ဆုံးတောင်းတာဆိုတော့နင်နောက်ဆုံးစာအုပ်ကဒါမဟုတ်ပါဘူးတဲ့ဟုတ်တယ်ရှင်ကျမရဲ့နောက်ဆုံးစာအုပ်ကတက်တန်တို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွှာतू ကလေးမှားဖတ်တယ်လို့ထင်တာမဟုတ်ဘူးငါပေးလိုက်တာကွာအဲ့ဒါကြီးငါပေးလိုက်မိတာကျမအဟောင်းကြီးကိုသွားပေးလိုက်မိတာအဲ့တော့မယန်းကုန်းမြို့နယ်တွင်နေထိုင်သည်နောက်ဆုံးထွက်သောစာအုပ်မှာ2014ခုနှစ်ဇန်နဝါရီလတွင်ထွက်ရှိသောစုံနေရက်နဲ့လွမ်းလေခြင်းဆိုတာဖြစ်သွားတာတကယ်တော့မဟုတ်ဘူးရှင့်နောက်4နှစ်အကြာမှာ2018ဇူလိုင်လမှာနောက်ဆုံးစာအုပ်တအုပ်ထပ်ထွက်တယ်အဲ့ဒါပါလဲဆိုတော့တက်တန်တို့ဖြင့်ရက်ဖွဲ့ချစ်သူရဲ့ခြုံလွှာနောက်ကျမရဲ့နောက်ဆုံးသတင်းကလည်းကျမဒီမြန်ရန်ကုန်းမှာမနေတော့တောင်ဥက္ကလာမှာရောက်သွားပြီနော်အခုအဲ့ဒါလေးကိုလှမ်းပြီးတော့ပြောတာပါအဲ့နှစ်ခုလေးကျမကိုကျမရဲ့အမားကိုပဲကျမပြန်ပြီးတော့ပြင်ဆင်တာဖြစ်ပါတယ်နော်အဲ့တော့အဲ့လောက်၄နှစ်ကြီးခွာသွားတာဘာကြောင့်လဲလို့တချို့ကမေးကြတယ်ကျမစာရေးတာနဲ့စာရင်စာဖတ်တာကိုပိုကြိုက်လို့အဲ့ဒါကြောင့်ကျမစာပဲဖတ်နေတာပါအခုနောက်ဆုံးထွက်တဲ့ခြုံလွှာတူပြောရင်ခြုံလွှာပေါ့ရှည်လုံးလို့ဘယ်သူမှအမှတ်မိပါဘူးအဲ့ဒီခြုံလွှာကို၄နှစ်ကြာအောင်ရေးရတယ်။ဘာကြောင့်လဲဆိုတော့ကျမသိမကျွမ်းကျင်တဲ့အကြောင်းဘာအကြောင်းလဲလို့များမေးရင်ရက်ကန်းရက်တဲ့မိန်းကလေးတယောက်နဲ့ရက်ကန်းစဉ်ကိုမျက်နှိုးစိတ်အပြည့်နဲ့တီဆောက်ပေးတဲ့လက်သမားဆရာလေးတယောက်နဲ့သူ့ရဲ့ချစ်ချင်းမြတ်တာပေါ့နော်သူတို့နှစ်ယောက်ရဲ့တူဝက်သိမ်းစီးထားတဲ့ချစ်ချင်းမြတ်တာအဲ့ဒီအကြောင်းလေးဆိုတော့အဲ့ဒါလေးတွေအတွက်ဆိုရင်ကျမရက်ကန်းအကြောင်းကိုရေးရတော့မယ်ကျမဒီရက်ကန်းကိုတစ်ခါမှရက်ကန်းရက်တဲ့စစ်မှာမထိုင်ခဲ့ဘူးနော်ဒီဝတ္ထုစရေးတဲ့ချိန်ကစပြီးမထိုင်ခဲ့ဘူးဒါပေမဲ့ကျမကဆရာဝန်ဘဝကလာတာဆိုတော့ investigative approach ကိုကျမစိတ်ဝင်စားတယ်နောက်ပြီးတော့ကျတော့ research approach ကိုစိတ်ဝင်စားတယ်အဲ့တော့စာရေးတဲ့နေရာမှာကျမအဲ့ဒါကိုသုံးတယ်ပေါ့ interview တွေလိုက်လုပ်တယ်ဒီတင်းဆိုရင်ကျမကိုပခုတ်ကူမှာသမားတော်ကြီးနဲ့တာဝန်ကြတော့ကကျမသွားပြီးတော့ကမ္မတို့ဘာတို့အကုန်လုံးပေါ့နော်အဲ့ဒီဘက်တည်သွားတယ်ပြီးတော့ကျမတူမလေးတယောက်ကလည်းသူတာဝန်ကြတဲ့ action 8အဲ့ဒီကနေပြီးတော့ဒီချီတယ်ဒီအကြောင်းကိုလေ့လာခြင်းနဲ့ဆိုတော့ပခုတ်ကူဘက်ကိုရေလာကြီးတို့ရေလာလေးတို့အဲ့နေရာတွေကိုကျမလိုက်ပို့တယ်ကျမအဲ့ဒါလိုက်ပြီးတော့ရေးဖို့အတွက် interview တွေလုပ်ဓာတ်ပုံတွေရိုက်ဗီဒီယိုတွေရိုက်ပြီးတော့မေးပြီးတော့ကျမဂျပန်ရောက်တဲ့ခါကျတော့ငါတခါမှရက်ကန်းစင်ပေါ်မထိုင်ဘူးငါဒီတိုင်းနဲ့ငါရေးလို့တော့မဖြစ်ဘူးငါရက်ကန်းစင်ပေါ်တော့ထိုင်ကြည့်ကျင်တယ်ဆိုအဲ့မှာအခွင့်အရေးရတဲ့ခါကျတော့သူတို့စီမှာလေ museum ရှိတယ် museum ကဘာ museum လဲဆိုတော့လက်ရက်ကန်း museum အဲ့လက်ရက်ကန်းကသူကရက်ကန်းလေးကိုသူတို့လည်းရက်တယ်ရက်ပြီးတော့ကျမတို့လာကြည့်တဲ့သူတွေကိုအခကျင်းငွေနဲ့ပေါ့ထားပါတော့ရန်6000လားမသိဘူးပေးမယ်ရန်9000 6000အဲ့ရန်9000 6000ဆိုရင်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့ဘယ်လောက်ရှိမလဲဆိုတော့8000လောက်ပဲရှိမလားမသိဘူးအဲ့ဒါလေးကိုကျမတို့ရက်ခိုင်းတယ်ရက်ပါအဲ့ဆိုသူကချီလေးတွေအကုန်လုံးကိုအတိုင်ချီအဖောက်ချီဆိုတာတော့ကြားဘူးလားအတိုင်ချီလေးတွေလှုပ်ထားပြီးသားအဖောက်ချီလေးတွေကိုဒီရက်ကန်းလွန်းလေးထဲမှာထည့်ပြီးသားထည့်ပြီးတော့ဒီနေရာလေးမှာဒီလိုထိုင်ပြီးတော့ရက်ကြည့်ဆိုတော့ကျမအဲ့လိုမျိုးရက်ကြည့်တာပြီးတော့ဓာတ်ပုံလေးရိုက်ခန်းရတာပေါ့နော်ကျမရဲ့မီဆူဆူတဲ့အဲ့ကလေးမလေးငါ့ကိုဓာတ်ပုံလေးရိုက်ငါပြီးရင်အိမ်ပြန်ရအောင်ကြွားမလို့ငါရက်ဓာတ်ပုံထဲမှာငါရက်ကန်းရက်နေတယ်တကယ်တော့ကျမမရက်တတ်ဘူးလေသူကလည်းနေပေါင်းစုံနဲ့ကျမကိုရက်ပေးတယ်ရိုက်ပြီးတော့ကျမအဲ့ရက်ကန်းပုံလေးလည်းရတယ်ကိုယ်ရက်ကြည့်တဲ့ခါကျမှခြေထောက်ကလည်းနင်းရသေးတယ်လက်ကလည်းသွားရသေးတယ်တော်တော်ခက်ပါလားဆိုတော့အဲ့ကျမသိတာဒါပေမဲ့မရဘူးကျမရဲ့ဝတ္ထုထဲမှာတော့အဲ့မိန်းကလေးဟာရက်ကန်းရက်တဲ့နေရာမှာ expert ပဲနော်အဲ့တော့အဲ့ဒီလိုကျမကအဲ့လိုတေချာစဉ်းစားပြီးတော့ငါဒီတိုင်းတော့ရေးလို့မရဘူးစာကလည်းဖတ်ချင်သေးတယ်ဖတ်စရာလည်းစာအုပ်ကရှားတယ်ရှင့်ရက်ကန်းနဲ့ပတ်သက်တဲ့အတတ်ပညာစာအုပ်ကမြန်မာပြည်မှာရှားပါတယ်5-6အုပ်ပေါ့နော်ကျမဝယ်တယ်ဝယ်ပြီးတော့မရသေးဘူးကျမစိတ်ထဲမှာနိုင်ငံခြားရက်ကန်းစာအုပ်ကိုဝယ်ချင်သေးတာ
အဲ့ဒါနဲ့ကျမအဲ့ဒီကနေစာအုပ်တွေကုန်းဝဲပြီးတော့ရလာတဲ့စာအုပ်တွေဟာ10အုပ်15အုပ်လောက်ရှိတယ်အဲ့ဒီမှာကျမစာမရေးတော့ပဲနဲ့ဖတ်တော့တာပဲတစ်ချိန်လို့တကယ်တော့ကျမဒီရက်ကန်းကိုနည်းနည်းလေးပါရင်ရပြီလေဟုတ်တယ်မို့လားနည်းနည်းလေးဆိုရပြီဒါတော့မလိုဘူးလုံးဝသိတယ်ကျမကိုကျမဒါပေမဲ့ကျမရဲ့အုံနောက်ကသိပေမဲ့နှလုံးသားကဖတ်ချင်သေးတာစာအုပ်တီးပဲဖတ်ချင်နေတော့ကျတော့ကိုညာထားတယ်ငါဒါသိဖို့လိုသေးတယ်ဒါသိဖို့လိုသေးတယ်ရေးလိုက်တော့ဘာမှမပါဘူးဖတ်ကြည့်ဘူးလေလူသိမှာပေါ့နော်ဒါပေမဲ့ကျမစာရေးအများကြီးဖတ်တယ်အဲ့တော့စာဖတ်တာကိုနှစ်သက်တဲ့အရွယ်အဲ့ဒါကအသက်40ကျော်ကလေးကရလာတဲ့အရွယ်ဆိုတော့အခုဒီမှာသားတို့သမီးတို့လိုပဲခေါ်လိုက်ပါမယ်နော်သားတို့သမီးတို့အရွယ်ဟာငယ်သေးတော့စာဖတ်ရတာကိုနှစ်သက်တဲ့အရွယ်ဟုတ်ချင်မှဟုတ်မယ်အထူးသဖြင့်ဒီကိမှာစာဖတ်ခြင်းကိုတားဆီးထားတော့အခြားသောအရာတွေကအများကြီးရှိတယ်အထူးသဖြင့်ဒါတွေပေါ့နော်ဒါတွေနဲ့အဲ့တော့ဒါလေးတွေကကျမတို့ကိုစာဖတ်ခြင်းကိုတားထားတာဒါပဲဟိုညင်းလို့မရဘူးနော်ကျမကိုယ်တိုင်တောင်တစ်ခါကြတော့စာအုပ်အုပ်ကိုရှာခြင်းထားပါတော့ကျမဇော်ကြီးရဲ့ပလေတိုးနီတန်းကိုရှာခြင်းတယ်ပလေတိုးနီတန်းသိကြပါသလားသိပါတယ်နော်ဇော်ကြီးရဲ့ပလေတိုးနီတန်းဇော်ကြီးဆရာဇော်ကြီးဘာသာပြန်တဲ့စာအုပ်ကိုရှာခြင်းတယ်ဆိုလို့ရှိရင်ပထမဦးဆုံးကျမစာအုပ်စင်မှာရှိမှာပဲကျမစာအုပ်စင်ထဲမှာလိုက်ရှာပေါ့မဟုတ်ဘူးကျမစာအုပ်စင်ကစာအုပ်တွေများတယ်ပေါ့အထက်တွေများတယ်ပေါ့ဒီထဲမှာကျမအရင်ရှာမိတယ်ဒီထဲမှာမတွေ့ဘူးဆိုတော့မှလက်မှန်ချပြီးတော့ကျမစာအုပ်ကိုလိုက်ရှာတယ်အဲ့တော့ကျမတို့အတွက်ကနံပါတ်1ဒါဟာပထမအဦးဆုံးကျမတို့လက်လန်းမိတဲ့အရာဖြစ်နေပြီတော်တော်များများလဲဒီထဲမှာရှိပါတယ်ဒီတော့စာအုပ်ဝယ်ဖို့ပတ်စံမရှိဘူးဆိုတဲ့သူတွေစာအုပ်သွားဝယ်ရမှာအချိန်မရှိဘူးဆိုတဲ့သူတွေစာကြည့်လိုက်သွားဖို့အချိန်နည်းတယ်လို့ပြောတဲ့သူတွေအတွက်ဒါတွေဟာကျမတို့အတွက်သုံးမကုန်သောယရနာတိုက်ကြီးပဲအဲ့တော့အဲ့ထဲကနေစာအုပ်တွေဖတ်ကြပါစို့နော်ဒီထဲမှာတော်တော်များများရှိပါတယ်ကျမရဲ့ဝတ္ထုတွေဆိုရင်အဲ့ထဲမှာ68အုပ်ရှိတယ်လို့ပြောတယ်ကျမလည်းတစ်ခါမှတော့68အုပ်မရေးဘူးပေါ့နော်ဒါပေမဲ့ဒီထဲမှာတော့68အုပ်တဲ့ဆိုတော့ကျမထင်တယ် PDF ဖိုင်တစ်ဖိုင်ကိုသူကတအုပ်လို့ယူလိုက်တာအဲ့တော့သူမဤမိုးဆိုတဲ့ဝတ္ထုတီလဲစာအုပ်တအုပ်အဖြစ်တကယ်တော့ဝတ္ထုတို့လေးဒါပေမဲ့ဒီထဲမှာစာအုပ်တအုပ်ဖြစ်စင်းရင်ဝင်သွားတယ်ထင်ပါရဲ့အဲ့တော့ဖတ်ကြည့်ကြပါစာအုပ်တွေကိုကျမရဲ့စာအုပ်လည်းဖတ်ပါအခြားသူတွေရဲ့စာအုပ်လည်းဖတ်ပါပေါ့နော်အဲ့တော့ကျမဟာစာရေးခြင်းနဲ့စာဖတ်ခြင်းနှစ်ခုမှာပဲကျွမ်းကျင်တယ်သို့တော့အဲ့နှစ်ခုမှာထပ်ရှင်လိုက်ရင်စာဖတ်ခြင်းကိုပူကျွမ်းကျင်တယ်လို့ကျမယုံကြည်ပါတယ်ဒီတော့ကျမစာဖတ်ခြင်းအကြောင်းလေးပြောကျင်တယ်အဲ့လူတွေကကျမကိုတွေးလိုက်ပြီဆိုရင်စာဖတ်ခြင်းအကြောင်းပြောကျင်နေတဲ့မျက်နှာလို့မထင်ကြဘူးအချစ်အကြောင်းပြောကျင်နေတဲ့မျက်နှာလို့ထင်တယ်နော်ဘာကြောင့်လဲဆိုတော့ဒါလည်းကျမရဲ့အပြစ်ပါပဲကျမကစကြတဲ့ကစတဲ့ဝတ္ထုပထမဆုံးစတဲ့ဝတ္ထုကိုကရာဇဝင်ထဲမှာမောင်းကိုထားရခဲ့တဲ့ဆိုတော့အဲ့ဒါဟာအချစ်ဝတ္ထုမဟုတ်လို့ဘာလဲရှင်နော်အဲ့ဒါအချစ်ဝတ္ထုဟောရှုမွားမဂ္ဂဇင်းကိုကျွန်မစပြီးရေးလိုက်တဲ့စာအုပ်ကြတော့ဝတ္ထုတို့ကြတော့တက်ငင်ချစ်တဲ့တက်ငင်ချစ်အသက်ငင်နေတဲ့အချစ်ဆိုတော့အဲ့ဒါလည်းအချစ်ပါတာကြီးပဲနော်အဲ့ဒါလည်းအချစ်နောက်အဲ့လိုပဲစာအုပ်တော်တော်များများမှာကျွန်မအချစ်ပါတယ်မပါလို့လည်းမရဘူးအချစ်ပါရင်ရောင်းကောင်းတယ်ရှင်နော်အဲ့တော့အခုကြည့်လေနောက်ဆုံးစာအုပ်မှာတောင်းမှကျွန်မအချစ်ကိုမရရအောင်ထဲတာတကယ်တော့ခြုံလွှာလေးပဲလက်ကန်းသမလေးနဲ့ဒီဘက်ကလက်ရက်ကန်းဆောက်ပြီးတော့လက်သမားဆရာလေးဒါမဲ့အဲ့ဒီဟာရဲ့အချစ်ကလေးကနည်းနည်းလေးပဲပါတာကျန်တာတွေကရက်ကန်းရက်တဲ့အကြောင်းပိုင်းညာဒါမဲ့မရဘူးကျမအချစ်ကိုထက်မှဖြစ်မယ်ဘာကြောင့်လဲဆိုတော့ကျမလိုင်စင်ရှိတယ်အချစ်လိုင်စင်ရှိတယ်လေအဲ့တော့ချစ်သူရဲ့ခြုံလွှာဆိုတော့ဘာလဲမသိဖတ်ကြည့်ကြတာပေါ့နော်ပြီးတော့မှအချစ်ကလည်းနည်းနည်းလေးပါလို့ပြောကြတယ်လည်းပြောမယ်ဒါပေမဲ့စာအုပ်ကိုတော့ဖတ်မကြည့်ပဲမနေတော့ဘူးဘာကြောင့်လဲဆိုတော့ဂျူးဆိုရင်အချစ်ပါမှာပဲဂျူးနဲ့အချစ်နဲ့တသားတည်းပဲလို့သူကယူဆထားတာဒီအရွယ်အထိပါပဲနော်တနေရာရာကိုသွားလိုက်တယ်ဟိုကျမတို့စာနယ်ဇင်းမိတ်ဆက်ပွဲတို့ဘာလို့လုပ်ကြတယ်အခြားသောအကြောင်းအရာနဲ့စာနယ်ဇင်းမိတ်ဆက်ပွဲလုပ်တယ်ဥပမာလွန်ခဲ့တဲ့5-6လကကျမတို့အစိုးရကြီး A1 တင်လှကိုကျမတို့ကစင်တင်ပြီးတော့ A1 တင်လှဆိုတာများကြားဘူးလားကလေးတွေကတော့ကြားဘူးမှာမဟုတ်ဘူးဖူးရွှေလက်တင်ဆိုတာတိတ်နာမည်ကြီးတယ် A1 တင်လှနောက်နေ့စဉ်ဘရောက်ပွင့်ပါစေဆိုတာတိတ်နာမည်ကြီးတယ်အရင်တုန်းကတော့သူကရုပ်ရှင်နောက်ခံတေးတွေကိုဆိုတာရှေ့ကိုမထွက်ဖဲနဲ့နောက်မှပဲဆိုတာအခုချိန်ထိအသက်80ကျော်ထိအတန်းအလွန်ကောင်းတာဆိုတော့သူ့ကိုလူငယ်ပြည်သက်လေးတွေသိစေချင်လို့ကျမတို့ကပွဲလေးတစ်ပွဲစီစဉ်တော့ပွဲစီစဉ်ရခြင်းအကြောင်းရင်းဆိုပြီးတော့ကျမတို့ကစာနယ်ဇင်းတွေဖိတ်ပြီးတော့ကျွန်တော်မိတ်ဆက်ပွဲလေးလုပ်တော့အဲ့ဒီစာနယ်ဇင်းမိတ်ဆက်ပွဲမှာကျမတို့ပြီးပြီပေါ့မုံနေပါလေလဲစားနေပြီအဲ့ဒီအချိန်မှာကျမစီကို Popular Journal ကတယောက်
ရောက်လာပြီဆရာမအင်တာဗျူးကျင်လို့ပါတဲ့အော်ဟုတ်ကဲ့မေးပါကျမအစင်သင့်လှုပ်ထားတာပေါ့ဘာကြောင့် A1 တင်တလာကိုကျမတို့ဖိတ်တယ် A1 တင်တလာရဲ့ဘယ်တချင်းတွေရတော့ကျမကြိုက်တယ်ဘယ်တချင်းဆိုပြဆိုရင်ငါဘယ်လိုဆိုပြလိုက်မယ်ဆိုပြီးတော့အားရပါရစီစဉ်နေတော့သူမေးလာတဲ့မေကွန်းကဆရာမအချစ်အပေါ်မှာဘယ်လိုသဘောထားပါသလဲဟာတေရောကျမကိုကျမပြန်ကြည့်တယ်ငါအသက်ကလည်းအခုကျမ60ရှိပြီနော်ငါ့ကိုအချစ်ကြောင်းမေးလာခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်း30 40ကလေးကမေးလာခဲ့အခုချိန်ထိမေးလို့အားမရသေးဘူးလားလို့ကျမအဲ့တော့ဒါပေမဲ့လည်းဒါလည်းငါရဲ့အပြစ်ပါပဲငါနောက်ဆုံးဝိထုကလည်းကြည်ဦးလေချစ်သူရဲ့ခြုံလွှာဆိုတော့မေးပြီပေါ့အဲ့နဲ့ကျမလည်းမျက်နှာသေးလေးနဲ့ပေါ့နော်ဖြေရတာပေါ့တကယ်တော့ကျမဖြေဖို့စဉ်းစားထားတာအဲ့ဒါမဟုတ်ဘူးလူတွေဟာကျမကိုကြည့်ရင်အချစ်ဒါပဲတွေ့တယ်ဆိုတော့ကျမကမေးကြည့်ခြင်းတယ်သူတို့အဲ့နေ့ကတော့အချိန်များလို့မမေးလိုက်ဘူးလေအချစ်ဆိုတာကိုရှင်တို့ရောဘယ်လိုသဘောထားသလဲအမှကျမသဘောထားတဲ့အချစ်နဲ့တခြားသူတွေသဘောထားတဲ့အချစ်နဲ့တူသလားအချစ်ဆိုတာဘာလဲအားလုံးကိုတကယ်လက်စိတ်ဝင်စားဖို့ကောင်းတယ်နော်လောကကြီးတစ်ခုလုံးကိုတဲ့ကမ္ဘာကြီးတစ်ခုလုံးကိုလက်ပတ်နေတာဟာအချစ်ကြောင့်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီအချစ်ဆိုတာဘာလဲအချစ်ဆိုဒီမှာတယောက်နဲ့တယောက်နဲ့မျက်လုံးချင်းစုံရင်ခုန်တာလားဒါမှမဟုတ်လို့ရှင်တယောက်နဲ့တယောက်နဲ့ကြည့်ပြီးတော့နော်သူ့ကိုမတွေ့ရရင်မနေနိုင်တာအချစ်လားတမိုးအောက်ထဲမှာမုံရွာမြို့တစ်မြို့ထဲမှာမုံရွာစီးပွားရေးတက္ကသိုလ်တစ်ခုထဲမှာနေရတာတောင်အားမရလို့တအိမ်ရဲ့အမိုးအောက်မှာအတူနေခြင်းအောင်ကြိုးစားတာအဲ့ဒါအချစ်လားပေါ့နော်အဲ့ဒီလိုကျမကမေးချင်တာဒါပေမဲ့ကျမပြောချင်တဲ့စကားကဟိုးတုန်းကတည်းကအချစ်ဆိုတာဒီတစ်မျိုးပဲရှိတယ်အခုထိလည်းအချစ်ဟာအချစ်စစ်မှန်ရင်ပေါ့နော်ဒီတစ်မျိုးပဲရှိတယ်ပေါ့အဲ့တော့ကျမကအခုဆရာမင်းသူဝင်ရဲ့အချစ်အကြောင်းလေးနည်းနည်းလေးပြောကြည့်ချင်တယ်ကျမတို့ကဆရာကြီးမင်းသူဝင်ဆိုလို့ရှိရင်လေဆရာကြီးရဲ့ကလေးကဗျာတွေကျမတို့သိတယ်နော်ကလေးကဗျာတွေသိတယ်ပြီးတော့ဆရာကြီးကလူကြီးတွေအတွက်ရေးဖို့ကျောင်းသားတွေအတွက်ရေးတဲ့ကဗျာတွေလည်းကျမတို့သိတယ်ဥပမာတပြေညိုဆိုပါစို့ကျမခဏရွတ်ဖူးတယ်အဲ့တပြေညိုကဗျာကိုကျမတို့ရွတ်တဲ့အချိန်မှာစိတ်ထဲမှာခွန်အားတွေရှိလာတယ်တက်ကြွလာတယ်မျောလင့်ချက်တွေအပြည့်ပဲတပြေညိုလေးကျမအရင်ရွတ်ပြမယ်နော်တပြေညိုကျမလွန်ခဲ့တဲ့10နှစ်လောက်တုန်းကလည်းဒီတပြေညိုကိုစပြီးတော့ရွတ်ခဲ့ဘူးတယ်ဆရာကြီးမင်းသူဝင်ကအဲ့တပြေညိုကဗျာကိုရေးတာဟာကျမတို့လွတ်လပ်ရေးကိုမျှော်တဲ့သူတွေအတွက်ရေးတာကျမတို့အခုချိန်မှာမျှော်လင့်ချက်တွေအပြည့်ပဲကျမတို့မျှော်ရတယ်အဲ့တော့မျှော်လင့်ချက်တွေအပြည့်ပဲမျှော်နေတဲ့အချိန်မှာဆရာကြီးရဲ့အဲ့ကဗျာလေးကကျမတို့အတွက်ကိုတကယ်ခွန်အားတွေပို့ပေးလိုက်တယ်လို့ပဲအားလုံးရမယ်လို့ထင်တယ်မင်းသူဝင်ဆိုရင်မသိတဲ့လူမရှိဘူးနော်ဟိုးအရင်တုန်းကမင်းသူဝင်ကိုနည်းနည်းဝါတာတာဖြစ်နေတဲ့သူတွေတောင်ဥထင်ကျော်သမထဖြစ်ရင်သိပြီပေါ့နော်ဥထင်ကျော်ရဲ့ဖခင်ဆိုတော့သူကောင်းပါတဲ့တပြေညိုငါကောင်းပါတဲ့တပြေညိုတို့ပြေမှာတို့မေကမ်းပါတဲ့တပြေညိုရွှေဘူပန်းဟာကလမ်းလျက်ပါကိုဒီအစာလေးလည်းအားလုံးသိမှာနော်ခေါင်းစဉ်ကလည်းရိုးရိုးလေးရှင်းရှင်းလေးနော်တပြေညိုတဲ့ကျမတို့စီမှာတပြေပန်းဆိုဒီမှာအောင်ပန်းဖြစ်တယ်ဘယ်ဟိုပဲသွားတပြေပန်းဟာအောင်ပန်းအနေနဲ့တခုခုပြုတ်လောက်တော့မယ်ဆိုရင်ဖះကိုတပြေပန်းလေးအရင်တင်ရတယ်တပြေညွန့်လေးတွေတင်ရတယ်ဟိုရှိကလေးကတပြေပန်းဟာကျမတို့အတွက်အောင်ပန်းပဲဆိုတော့ဆရာကြီးကလည်းအဲ့ဒါကိုရည်စူးပြီးတော့ရေးလိုက်တာဖြစ်မှာပေါ့တပြေညိုနော်သူ့ကောင်းပါတဲ့တပြေညိုမိန်းကလေးတွေပေါ့နော်ယောက်ျားလေးတော့ပါကြမပါမယ်ဒါမဲ့တစ်ခါကျတော့လေယောက်ျားလေးတွေကိုပဲကြီးစဲသောအဖြစ်မိန်းကလေးကတပြေပန်းလေးကိုဒီနေရွက်ကလေးမှာထိုးလိုက်ရင်ဒီယောက်ျားလေးကဖြတ်ပြစ်လို့မရဘူးဒါဆိုဒါချစ်ချင်းမြတ်တာနဲ့ထိုးပေးတဲ့တပြေပန်းလေးနော်နားရဲ့အထက်မှာပန်မယ်ဆိုလဲပန်ကြပါအဲ့တော့နည်းနည်းချစ်ချင်းမြတ်တာလေးနဲ့ပန်ကိုချစ်သူကခိုင်းနေဆိုရင်ဒီနားရဲ့နောက်မှာဟိုကလစ်ကလေးနဲ့ဖြစ်တချို့ကြကလစ်တောင်မရှိပါဘူးနားရဲ့နောက်မှာပဲဒီလိုလေးထိုးပေးလိုက်တာရှေ့ကစ်တုံးကတော့အဲ့ယောက်ျားလေးတွေကိုလည်းအဲ့လိုသူတပြည့်စစ်တပ်ကိုထွက်တော့မယ်ဒီခေတ်စစ်တပ်မဟုတ်ဘူးနော်အရင်တုန်းကစစ်တပ်ကိုထွက်တော့မယ်စစ်ထွက်တော့မယ်ဆိုတာနဲ့တပြက်နဲ့တရားတော်စစ်အောင်မြင်ပါစေလို့တကယ်တော့တရားတော်စစ်တို့မတရားတော်စစ်တို့တာပြောတာတဲ့စစ်ဆိုတာကောင်းကိုမကောင်းဘူးဒါပေမဲ့အဲ့ဒီခေတ်တုန်းကတော့အဲ့လိုပဲရှိခဲ့တာကိုဘိုးကျော်အောင်ဆန်းတီထောင်ခဲ့တဲ့တက်မတော်ပေါ့အဲ့တုန်းကလည်းတပီပန်းလေးတွေကိုပန်းအဖြစ်ကုန်းပြီးတော့じゃတင်ပေးခဲ့တယ်သူတို့ဒီဟိုစစ်သားလေးတွေကိုဆိုတော့ဒါဟာအောင်ပန်းလို့အားလုံးသိတော့သူကောင်းပါတဲ့တပီညိုငါကောင်းပါတဲ့တပီညိုတို့ပြေမှာတို့မေကမ်းပါတဲ့တပြေညိုရွှေဘိုပန်းဟာကလမ်းလျက်ပါဘူးတဲ့အဲ့တော့တို့မေကမ်းတာနော်တို့မောင်ကကမ်းတာမဟုတ်ဘူးတို့ပြေမှာတို့မေကမ်းပါတဲ့အဲ့တော့စစ်သားလေးတွေတန်းစီသွားမယ်ဒါမှမဟုတ်လို့ရှင်လဲစီးပွားရေးတက္ကသိုလ်ကကျောင်းသားလေးတွေတန်းစီပြီးတနေရာကိုသွားရင်ဒီဘက်ကမေလေးတွေကလာကမ်းပေးတာတပြေပန်းကိုအခက်လိုက်ကလေးကမ်းတဲ့သူရှိမယ်ပန်းကုန်းလေးလုတ်ပြီးတော့စွတ်ပေးတဲ့သူရှိချင်ရှိမယ်
သူကောင်းမာတဲ့တပြေညိုငါကောင်းမာတဲ့တပြေညိုတို့ပြေမှာတို့မေကမ်းမာတဲ့တပြေညိုရွှေဘူပန်းဟာကလမ်းလျက်ပါကိုဘာမလျှော့လေနဲ့လာတော့မကွက်ရွှေဘဟိုလေဂျိုကွက်အသွေးအားလုံးသိတယ်ဘာသာပြန်ပြကြမလို့နော်လင်းကျက်အစောကွင်းထက်မှာတူပျော်ပျော်နဲ့ပြီးတော်ကိုရီမျောမှန်းတာပါရောင်နီမှာအောင်စီရွမ်းရအောင်တပြေညိုရွှေဘူပန်းရဲ့နဲ့လှမ်းကြစို့လေအဲ့တော့တို့တွေဟာလင်းကျက်အစောလင်းကျက်ဆိုတာကိုသိလားလင်းကန်ဒီမှာတွန်တဲ့ကျက်နော်လင်းကန်ဒီမှာတွန်တဲ့ကျက်ဒါတောင်းမှတချို့ကပြောကြသေးတယ်ကျက်မတွန်လို့မိုးမလင်းပါဘူးကွာတဲ့ကျက်ဖတွန်မှမိုးလင်းတာပါတဲ့တချို့ကတော့အဲ့လိုပြောတယ်ကျမတို့ကျက်ဖပဲတွန်ကျက်မပဲတွန်ရေးကြည့်တာမိုးလင်းမို့ပါပဲနော်ဒါတွေလာပြောမနေနဲ့မိန်းမတွေတက်ယောက်ျားတွေတက်လာပြောမနေနဲ့အခုဆိုကျမကျေနပ်တာဒီအမျိုးသမီးလေးတွေကြားထဲမှာလည်းအမျိုးသားလေးတွေတွေ့ရတယ်နော်အမျိုးသမီးလေးတွေကြားထဲမှာအမျိုးသားတွေ့ရဟုတ်တယ်မျိုးသားကြားထဲတော့အမျိုးသမီးမတွေ့ရဘူးဘာလို့ဆိုတော့မျိုးသားကနဲနေတာဟုတ်အဲ့ဒီလိုစီစီလုံးလုံးသူ့ရဲ့ကိုယ်ရဲ့မခွဲကြပဲ gender မခွဲကြပဲနဲ့အတူတူဝိုင်းဝန်းလှုပ်ဆောင်တဲ့အဲ့ဒီ community ကိုကျမသဘောကျတယ်ကျမတခါတော့ကပြောရင်းနဲ့ရှေ့ဦးမယ်ကျမတခါတော့ကစစ်တပ်တော့မဆိုင်ဘူးရှင်ကျမတို့မြစ်ကြီးနားမှာသွားပြီးမြို့ရခမ်းမမှာသွားပြီးစကားပြောတာမြို့ရခမ်းမမှာသွားစကားပြောတဲ့အခါကျတော့မြို့ရခမ်းမဆိုဒီမှာပြည်သူလူထုအားလုံးရောသူတို့အဲ့ဒီကတက်တွေရောအကုန်လုံးဒါပေမဲ့လည်းအဲ့ဒီမြို့ရခမ်းမမှာသွားစကားမပြောခင်မှာစစ်တပ်ကိုအရင်ကျမတို့သွားပြောရတယ်အဲ့စစ်တပ်ကိုသွားပြောတဲ့အခါကျတော့မြစ်ကြီးနားစစ်တပ်ဘာပဲဖြစ်ကျမတို့စာရေးဆရာတွေကိုစစ်တပ်ကအရေးတွေကိုလုပ်တယ်ဆိုတော့သူတို့လည်းငါတို့စာရေးဆရာတွေကိုနားထောင်ခြင်းလို့ထင်တယ်ပေါ့သဘောကျတာပေါ့ဟုတ်တယ်စစ်သားတွေထဲမှာလည်းစစ်ဗိုလ်တွေထဲမှာလည်းစာဖတ်တဲ့သူတွေအများကြီးရှိတယ်စာဖတ်တဲ့သူဟာနှလုံးသားနူးညံ့တာပဲလေအဲ့တော့ကျမတို့ကကြိုးစိုးရတယ်ကျမတို့သွားပြောတဲ့အခါကျတော့အခန်းထဲကိုဝင်လိုက်တာနဲ့တပြိုင်နက်တည်းအမျိုးသမီးတွေကတတ်ထိုင်နေတယ်အမျိုးသားတွေအားလုံးကတတ်ထိုင်နေတယ်ဆိုတော့စစ်တပ်ရဲ့တဘာဝကအမျိုးသမီးတက်အမျိုးသားတက်ပါလားဆိုတော့ကျွန်မခြေလှမ်းလှမ်းရင်းကနေသတိထားလိုက်မိတာပေါ့နော်ပြီးတဲ့နောက်ကျွန်မကအမျိုးသမီးဆိုလို့ကျွန်မတယောက်ပဲပါတယ်မောင်စိတ်ဝင်းပရိကုန်းပါတယ်နောက်ဒါရိုက်တာမောင်နေမျိုးပါတယ်ပြီးတော့ဆရာကြီးလေထွန်းသားစောချစ်ပါတယ်ဆိုတော့အမျိုးသား3ယောက်နဲ့ဂျူးကျွန်မပေါ့ဒါပေမဲ့ကျွန်မတို့စာရေးဆရာကြီးဆိုဒီမှာအကုန်အတူတူထိုင်ကြတာကြီးပဲလေအဲ့တော့မောင်စိတ်ဝင်းတို့သွားတဲ့နောက်ကိုကျွန်မကလည်းရောင်တောင်ပေါင်တောင်နဲ့လိုက်သွားတာပေါ့မောင်စိတ်ဝင်းတို့ထိုင်တဲ့နေရာမှာကျွန်မကဝင်းထိုင်မယ်အဲ့တော့သူတို့တွေကအဲ့ဒါအမျိုးသားပဲဖြစ်နေတာကျွန်မလည်းသတိမထားမိဘူးအဲ့လိုကျွန်မသွားပြီးတော့မောင်စိတ်ဝင်းဘေးနားလေးမှာထိုင်လိုက်တယ်ထိုင်ပြီးတဲ့နောက်ကဲအစီအစဉ်စကြပါတော့အစီအစဉ်ကစလို့မရသေးဘူးကျွန်မတို့တယောက်ကလာပြောတယ်အမျိုးသမီးလေးတယောက်ကကြရတာဘုံမှုကြော်တော့ဘာလို့ဖြစ်မှာပေါ့နော်ဆရာမတဲ့ဆရာမထိုင်ရမှာဒီဘက်မှာပါတဲ့အဲ့တော့ကျမကြည့်လိုက်တော့ဒီဘက်မှာအမျိုးသမီးတွေကြီးပဲဒါပေမဲ့ဒါကကျမတို့စာရေးဆရာကြီးထိုင်တာလေလို့ဟုတ်ပါတယ်တဲ့ဒါပေမဲ့ဆရာမတော့ဒီမှာပဲထိုင်ရမှာကိစ္စမရှိဘူးကျမဒီမှာပဲထိုင်မယ်လို့အမျိုးသမီးလေးကမျက်နှာမချုံမကျင်ဖြစ်သွားပြီးသူပြန်သွားတယ်သူလက်လျှော့သွားတာပေါ့နော်နောက်ထပ်အမျိုးသားတယောက်ရောက်လာပြန်ရောဟုတ်လားပြန်ပြီးကြသူကကျမတို့ရိုးရိုးတေးသေးလေးပါပဲခါလေးကုန်းပြီးတော့ဆရာမကဒီမှာထိုင်ရမှာမို့ဟိုဘက်မှာထိုင်ရမှာတဲ့ဟာဘာတွေဖြစ်နေကြတာလဲပေါ့ဟိုဘက်မှာအမျိုးသမီးတွေပဲကျမမြင်သားပဲဒါဘုံမှုကြော်တွေဗိုလ်ချုပ်ကြော်တွေပါရင်ပါမှာပေါ့နောက်ပြီးတော့ကျတော့အခြားသောဆရာမလေးတွေလည်းပါမှာပေါ့အမျိုးသမီးတွေဒါပေမဲ့စာရေးဆရာဆိုကိုထိုင်နေတဲ့နေရာမှာမထိုင်ရဘူးလားရှင်အဲ့ကျမကိစ္စမရှိပါဘူးလို့ကျမဒီနားမှာပဲထိုင်ပါပါလို့ပြောတော့မတိသားဆိုးရတာလေအဲ့နဲ့သူကလည်းပြန်သွားပြန်အောင်2ယောက်ရှိပြီနောက်တတိယမြောက်တယောက်ကျကျမတို့အင်မတန်လေးစားရတဲ့အကိုကြီးကျမတို့ကအကိုကြီးလို့ခေါ်တယ်ဦးတန်းဆွေမြစ်ကြီးနားကရုံပိုင်ကြီးခေါင်းပေါ့နော်သူကဥတ္တရလာမင်းစာပေဆိုပြီးတော့တီထောင်ပြီးတော့ကျမနဲ့လည်းအင်မတန်ခင်တာကျမကိုလည်းတိတ်ချစ်တာသူကရောက်လာတယ်မဂျူးနေရာမရွှေ့မချင်းဒီပွဲဖြစ်မှာမဟုတ်ဘူးတဲ့အဲ့တော့ထားတဲ့ကျမကိုထားတယ်ဟိုဘက်မှာသွားထိုင်လိုက်တော့တဲ့ပြီးတော့မှပဲငါတို့အချင်းချင်းစကားပြောကြတာပေါ့တယ်ဆိုတော့မှကျမတကယ်တော့ကျမမထကျင်ဘူးကျမအလျှော့မပေးကျင်ဘူးပွဲမဖြစ်နေပါစေတော့ကျမတို့နေရာမရွှေ့ဘူးဆိုကပ်ပြီးတော့မောင်စိန်ဝင်းနားမှာကပ်ပြီးတော့ထိုင်လိုက်ချင်တာပေါ့နော်ဒါပေမဲ့လည်းကိုတယောက်တည်းလည်းမဖြစ်သေးဘူးလေအဲ့ဒါနဲ့ပဲကျမမတက်ရလိုက်ပြီးတော့အေးပါလေးရှော့လိုက်ပါတယ်ရှော့လိုက်ရတယ်မရှော့ချင်ဘူးမျက်နှာကတော့ခက်တီဖြစ်နေမှာပေါ့ကျမသွားထိုင်တယ်အမျိုးသမီးတွေနဲ့တူကျမသွားထိုင်တော့မှပွဲရစားလို့ဖြစ်တော့တာဟုတ်အဲ့ဒါကိုမြင်ပြီးတဲ့နောက်မှာကျမဆုံးဖြတ်ချက်ချလိုက်တယ်ဘယ်တော့မှစစ်တပ်ကိုဟောပြောပွဲမသွားဘူးဟောပြောပွဲအဲ့လိုဘာကြောင့်လဲဆိုတော့တခြားဘာကြောင့်မှမဟုတ်အတူတူယောက်ျားလေးတွေရောဘာရောအတူတူမထိုင်ရလို့မိန်းမယောက်ျားခွဲကြလို့သူတို့ခွဲပါကျမတို့တော့မခွဲစီချင်ဘူးပေါ့နော်ကျမဒီလေတွင်းသားဆော့ချစ်နေပဲဖြစ်ဖြိုးပြည့်စုံနေပဲဖြစ်အတူတူထိုင်လို့ရတယ်နော်ကျမဖြိုးပြည့်စုံရဲ့ပြိတ္တရှင်နော်
ကြိုက်လားဖြိုးပြည့်စုံကြိုက်လားသူရဲ့လာရိတ်ဆိုကျွန်မအမတန်ဆွဲလန်းတာနော်အဲ့တော့ထားပါတော့အခုဒီလိုမျိုးသားလေးတွေမြင်ရတာကိုကျင်းတတ်တယ်ဆိုတဲ့အကြောင်းပြောတာနော်အဲ့တော့အဲ့တပြေညိုးဆိုတဲ့ကြပြအဲ့ဒီကြပြကိုကျွန်မတို့ရွတ်ပြီးတဲ့နောက်ခွန်အားတွေယူခဲ့ရတာဒါပေမဲ့အဲ့တပြေညိုးကိုရေးတော့မင်းသူဝင်ဟာငယ်စဉ်တုန်းကငယ်ခဲ့ဘူးတယ်ငယ်စဉ်တုန်းကချစ်ခဲ့ဘူးတယ်သူ့မှာအချစ်ရှိခဲ့ဘူးတယ်ဆိုတာတော့အားလုံးကမတွေးရဲကြဘူးပေါ့နော်ဒါပေမဲ့ကျွန်မကပြောလိုက်တယ်ငါဆရာမင်းသူဝင်မှာလည်းအချစ်ရှိတယ်ဆရာမင်းသူဝင်ရဲ့အချစ်ကတစ်မျိုးပေါ့ဟိုရှိခေတ်တုန်းကအမျိုးသားတွေရဲ့စိတ်မှာမုဒိတာဆိုတဲ့စိတ်ကမြင့်မြတ်တယ်ဒီခေတ်ယောက်ျားလေးတွေမှာမုဒိတာစိတ်မရှိဘူးလို့ပြောတာမဟုတ်ဘူးဒါပေမဲ့တချင်းတွေကိုကြည့်လိုက်ရင်မုဒိတာစိတ်ကတော်တော်နည်းတယ်နေငါ့ကိုကြိုက်မှလားမကြိုက်ဘူးလားမကြိုက်ရင်ဓာတ်နဲ့ထိုးမယ်ဆိုတာမျိုးပေါ့နော်ဟိုဘက်မှာကြာအဲ့လိုမဟုတ်ဘူးအဲ့တော့ကျမကမင်းသူဝင်ရဲ့အချစ်ကိုကြပြလေးတစ်ပုတ်အားလုံးသိတဲ့ကြပြနော်ခေါင်းစဉ်ကနှင်းစီပွင့်နဲ့သိတယ်မဟုတ်လားနှင်းစီပွင့်လေတော်ကပြန်ပန်းကျင်တဲ့ခရီးဘူးဆိုလို့မောင်ကူးကပေးမနဲ့တုံးစီကကြောက်ဆုံးကိုမောင်မြင်တော့သူ့စပင်နှင်းစီပွင့်နေနဲ့ဂုံတင့်တယ်လေအဲ့မင်းသူဝင်ရဲ့အချစ်ကြပြပေါ့ဆရာမင်းသူဝင်ရေးခဲ့တာလေလက်ခံလားလက်မခံမှုဆိုကျမနည်းနည်းလေးထပ်ပြီးတော့အာကူလုပ်ချင်မယ်နော်လေတော့ကပြန်ပန်းကျင်တဲ့ခရီးဘူးဆိုလို့မောင်ကူးကပေးချစ်သူကသူ့ကိုပြောတယ်အဲ့ချစ်သူကခရီးဘူးလေးပန်းကျင်ပါတယ်ခရီးပွင့်ပန်းကျင်တာမဟုတ်ဘူးနော်ခရီးဘူးကိုပန်းကျင်တယ်ဆိုတော့မောင်ကကူးရတယ်ခရီးဘူးဆိုတာဘယ်လိုလုပ်မလဲအပင်ကအောက်ကကောက်လို့မရဘူးအပင်အောက်မှာကျတာလေမှန်သမျှဒီခရီးပွင့် star flower လို့ခေါ်တယ်ခရီးပွင့်တကယ်ကျယ်လေးတွေလိုပဲပြန်ကားနေတာအဲ့ဒါလေးကခရီးပွင့်ဖြစ်တယ်ချစ်သူကပြောတာခရီးဘူးဆိုတော့ तू ကဘာလုပ်မလဲအပင်မော်ကိုတက်တယ်အဲ့ဒီကိတ်ကတော့ယောက်ျားလေးတွေကပစိုးပဲဝတ်တဲ့အတွက်ကြောင်ကြိုက်ရင်ကြိုက်ရမှာပေါ့နော်ကြောင်ကြိုက်ပြီးတက်မယ်ဒီကိတ်ဆိုတော့လွယ်ပါတယ်ဂျင်းပေါက်မိတွေနဲ့ဟိုဒီတိုင်းပဲတက်လိုက်ရုံပဲနော်အဲ့တော့တကယ်ချစ်မချစ်တေချာခြင်းရင်ခရီးပွင့်ပန်းကျင်တယ်လို့မပြောနဲ့ခရီးဘူးပန်းကျင်ပါတယ်လို့ပြောနော်အဲ့ဒါဆိုလို့ရှိရင်ခရီးဘူးဟာခရီးပွင့်မဟုတ်တဲ့အတွက်အပွင့်မပွင့်ခင်အဖူးဘဝမှာကလေးကသူတို့ခူရတယ်ညနေကင်းလေးမှာသွားခူရတယ်တက်ခူရတယ်တော်တော်ခက်ခူရတယ်ခူပြီးတဲ့နောက်မှာ तू ကပြောပက်ကလေးနဲ့ तू ကတည်တည်ချာထုတ်အင်ကိုပြန်လာပြီးတော့ဒီခရီးဘူးလေးဟာမနဲ့ကြိုင်လန်းဆန်းလေးပွင့်နေရမယ်မပွင့်တပွင့်ငုံအားခရီးဘူးလေးကို तू ပေးမယ်နော်ဒါသူ့ရဲ့ချစ်ချင်းမြတ်တာဒါပေမဲ့တကယ်သွားပေးလိုက်တဲ့အခါကျတော့ပေးမယ်လို့လုပ်တဲ့အခါကျတော့သို့မဟုတ်ဆရာကတော့အတိအကျမရေးထားဘူးလေတော့ကပြန်ပန်းကျင်တဲ့ခရီးဘူးဆိုလို့မောင်ခူးကပေးရဆိုကြတဲ့ကပေးပြီးသွားပြီဖြစ်မှာပေါ့ညနေခင်းလေးမှာပဲအထုပ်ကလေးနဲ့ထုတ်ပြီးတော့ရေလေးပါလေးတောက်ပြီးတော့တည်တည်ချာချာလုံအောင်ထုတ်ပြီးတော့ကျတော့ချစ်သူစီကိုပေးခဲ့ပြီဖြစ်မှာပေါ့ညမိုးလင်းနဲ့ညအိတ်တဲ့အခါကျတော့ तू အိတ်လို့ရကြမှာရမယ်မနေ့ကြရင်တော့ချစ်သူနဲ့ဖះကြောင်ပေးနာလေးဘုန်းကြီးကြောင်ပေးနာလေးမှာတွေ့ရင်ချစ်သူဟာခရီးလေးကိုဘလို့ပန်းလာမှာလဲနှီးကြိုးလေးတွေနဲ့ထိုးပြီးပန်းလာမှာလားဒါမှမဟုတ်ရင်အချီကျိုးနဲ့ပဲကုန်းပြီးတော့じゃပန်းမှာလားဒါမှမဟုတ်ပန်းရတာရှက်လို့လက်ဘင်းမှာပဲဆွဲမလား तू ကရင်ထဲကခုံးပြီးတော့ तू တညာလုံးဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်နဲ့ तू အိတ်လို့ရချင်မှရမယ်ဒါကျမစဉ်းစားတာစာရေးဆရာဆိုတော့အတွေ့ရချော်တာပေါ့နော်မနေ့ရောက်တော့ချစ်သူရဲ့ခေါင်းမှာ तू ပါတွေးလိုက်လေဆိုတော့စပယ်နှင်းစီပွင့်နေတွေ့လိုက်တယ်သူကပန်းကျင်တယ်ဆိုလို့ခရီးဘူးကိုပေးခဲ့တော့လဲပဲသူချစ်သူဟာခရီးဘူးကိုဘယ်နာထားလိုက်လဲမသိခရီးပွင့်နေဘယ်ရောက်သွားလဲမသိတကယ်တော့မြင်လိုက်ရတာနှင်းစီပွင့်တွေနဲ့နှင်းစီတစ်ပွင့်နဲ့မဟုတ်ဘူးနော်သူ့စပင်နှင်းစီပွင့်တွေနဲ့နှစ်ပွင့်လည်းဖြစ်မယ်သုံးပွင့်လည်းဖြစ်မယ်အဲ့ခါကျသူ့ရင်ထဲမှာဟိုက်ခနဲ့ဖြစ်သွားမှာပေါ့စဉ်းစားကြည့်ပါဦးကိုပေးထားတဲ့ပန်းကိုလွန့်ပြစ်သလားဘာလားအခုချိန်ကတော့မနေ့ကပူဇာတော့ကပူဇာပြီးအခုမနေ့တွေ့တဲ့ခါကျနှင်းစီပွင့်နေနဲ့ဆိုတော့ရင်ထဲမှာဘယ်လောက်ခံစားရမလဲဒါပေမဲ့ तू ဒေါသထွက်သလားဆရာဒေါသမထွက်ဘူးဘယ်လိုပြောလိုက်လဲဆိုတော့ဂုံတင့်တယ်လေချစ်သူရဲ့စပင်မှာဒီနှင်းစီပွင့်လေးတွေဟာမင်းအတွက်အင်မတန်ဂုံတင့်ပါတယ်ကွာဆိုပြီးမုဒိတာစိတ်ကလေးနဲ့ဟောအဲ့ဒါလေးဟာသူ့ရဲ့အချစ်ဒါဆရာမင်းသူဝင်ရဲ့မုဒိတာအချစ်လို့ပြောရမယ်ဒါဟာဆုံးရှုံးမှုတစ်ခုပဲကြဆုံးမှုတစ်ခုပဲကိုပေးလိုက်တဲ့ပန်းကိုမပန်မဲနဲ့တခြားသောပန်းကိုပန်လာပြီးတော့သူ့ရှေ့မှာလာတယ်ဆိုတာဒါဟာတွေးမယ်ဆိုရင်တော့သူ့ကိုစော်ကားလိုက်တာပဲလို့တွေးမယ်ဆိုတွေးလို့ရတယ်ဒါနဲ့ထိုးခြင်းနဲ့စိတ်ပေါက်ခြင်းလဲပေါက်မှာပေါ့ဒီကိဆိုရင်နော်ဒီကိဆိုလို့ရှိရင်ဒါနဲ့ထိုးခြင်းနဲ့စိတ်မပေါက်ရင်တောင်မှညီးမိမယ်နာကြီးညီးမိမယ်ခင်လေးရဲ့မင်းစိမ့်ရက်တယ်ကွာဆိုပြီးတော့နော်ဘယ်သူညီးတာလဲဝေလာအဲ့လိုညီးတာနော်
တပားသူနှခမ်းစီပါပြင်းအပ်သွားတဲ့အမိခင်လေးရဲ့မိဟာသိစိမ့်တယ်तू ကဘာလို့လဲဆိုတော့တပားသူနှခမ်းစီပါပြင်းအပ်သွားတဲ့ချစ်သူကို तू ကကြိတ်မနိုင်ခင်မရနဲ့မင်းနဲ့ကွာရက်ဆက်လိုက်တာပေါ့အဲ့လိုလေးတော့ဝေလာကပြောတယ်ငါပြောခွင့်ရှိတယ်နော်ဝေလာမှာပြောခွင့်ရှိတယ်ဒါမဲ့လေဆရာကြီးမင်းသူဝင်ကလည်းကြည်လေမူတီတာစိတ်ကလေးနဲ့အော်မင်းဒီနှင်းစီဝင်လေးတွေနဲ့ဂုံတက်ပါတယ်ကွာဆိုပြီးတော့ तू နောက်ဆုတ်လာခဲ့တယ်အဲ့တော့စိတ်ချင်းခံစားချက်ချင်းဟာအတူတူပဲဒါပေမဲ့စိတ်ကိုမူတီတာစိတ်ဖြစ်ကိုပြောင်းပြီးထားနိုင်တဲ့ဥမာမင်းသူဝင်ရဲ့ခစ်ကအဲ့ဒီခစ်ကလူတွေနဲ့ဒီဘက်ခစ်ဝေလာတို့ခစ်ကမူတီတာစိတ်ကိုပြောင်းမယ်အခုတော့မပြောင်းနိုင်သေးဘူးလောလောဆယ်တော့ငါကြိတ်မနိုင်ခဲမရဖြစ်နေတယ်နော်မောင်ဘဝရဲ့လာမင်းလေးဟုတ်တယ်မလားတခြားအရက်တို့ तू အလင်းပေးအော်ခူရောလာမိုင်းညတွေဇက်တိုက်ဖြစ်လို့မောင်သွားပြီးတောက်ဟာကျမလေးတအားသဘောကျတယ်ဝေလာကိုကျမတကယ်ကိုသဘောကျတယ်ဝေလာလည်းကြိုက်တယ်အခုဖြစ်စုံအောင်ကျမရဲ့ဝတ္ထုထဲမှာတောင်ထည့်ထားသေးတယ်လာရိတ်ကျမရဲ့ဇက်လက်ကကောင်းကလေးရလေအဲ့ထက်မှာဖတ်ဖူးရင်သိမယ်မဖတ်ဖူးရင်လည်းဖတ်ကြည့်ကြပါလို့စီယုံမရစီအဲ့ထက်ကဇက်လက်ကောင်းကလေးကပထမတော့ကသူ့ရဲ့ချစ်သူကို तू ဖွင့်မပြောရဲဘူးသူ့ချစ်သူကလည်း तू ချစ်နေမှန်းကိုသိတယ်ဖြူဖြူလွင်က तू ရေရိုးရိတ်တိတ်ကလေးချစ်နေတာကိုသိတယ်ဒါပေမဲ့ तू ဖွင့်မပြောရဲဘူးသူ့ကိုဒီလိုအတူတူရှင်တွဲပြီးတော့ကြာစကားပြောတာသူ့ရဲ့အလုပ်လေးတွေကိုလက်ခံတာသူနဲ့တူ तू ရိုက်ပြီးတဲ့ဓာတ်ပုံလေးတွေလက်ခံတာအတူတူရှင်တွဲပြီးအလုပ်လုပ်တာကွာသူ့အတွက်ကဒါမဟာအခွင့်အရေးကြီးဆိုတော့ तू ကမပြောလဲမပြောရဲဘူးမပြောရဲတော့အရင်တုန်းက तू သူ့ရဲ့ဇက်လက်ကလေးမလေးတယောက်ကို तू ကဝန်ခံတာဟုတ်တယ်ဖြူလို့ तू ကခေါ်တယ်ဖြူကသူ့အတွက်ဖြူဟာအရေးကြီးတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါ तू ဖြူကိုချစ်နေတယ်လို့ तू မပြောဘူးကျွန်တော်မှလည်းအချစ်ရှိတယ်ဆိုတာပြောတယ်ဒါပေမဲ့ကျွန်တော်ရဲ့အချစ်ကတော့ပုံကွယ်ထားရမယ်အချစ်ပါတဲ့အဲ့ဘယ်လိုလဲဆိုတော့ကျွန်တော်ဘဝမှာတချင်းလေးတွေနဲ့ပဲပြောသွားတယ်ပထမဦးဆုံးတချင်းကတော့တဲ့မျိုးကြီးရဲ့မလာပါနဲ့တဲ့မလာပါနဲ့လို့ तू ကနှင်းနေတာနော်ဒါကမျိုးကြီးခစ်မလို့ကျမတို့ခစ်တုန်းကအကြောင်းကိုရေးရင်ကျမတို့ကရွှေဟင်းသာပြန်มาဆိုးတို့ပါတော့เนาะရွှေဟင်းသာနားကြိုက်တို့ရွှေဟင်းသာပြန်มาရွှေဟင်းသာဒါစန်တီဆိုင်နဲ့ဒီဆရာစန်ကမ်လေးရဲ့တခြင်းနေအဲ့ဒါကိုကျွန်မပြောမှာဒါပေမဲ့အခုဒီဟာကကျတော့ဒီခေတ်2010 2012 13ဆိုတော့မျိုးကြီးရဲ့မလာပါနဲ့နောက်တော့ကျတော့တဲ့ကြည့်ရတာမိကလေးကအတင်းဝင်လာတယ်ထင်တယ်အဲ့ तू ကပြန်ပြောလိုက်တယ်နောက်တစ်ခါကျကျွန်တော်ရဲ့ခံစားရတဲ့တခြင်းကလေးဖြူရဲ့ငါရဲ့လာမင်းเนาะသူ့ကိုလာမင်းလေးတစ်ခုကဲ့သို့နောက်ပိုင်းကျတော့အခုကျတော့တဲ့ကျွန်တော်ရဲ့အချစ်ကဖြိုးပြစ်စုံရဲ့လာရိတ်ဖြစ်သွားပြီတဲ့ဒါကျမရဲ့သူ့ရဲ့ခံစားချက်ကလေးကိုပြောပြသွားတာပေါ့နော်အဲ့တော့ကျမတို့ကစာရေးဆရာအနေနဲ့စာတွေဖတ်တဲ့အခါမှာခေတ်ပြိသက်ကလည်းဘာလေးတွေကြိုက်တယ်ဆိုတာသတိထားရတယ်လေဒီတိုင်းကနေနားထောင်နေကနေကျမလည်းဝေလာရဲ့ပြိသက်ဖြစ်ဝေလာရဲ့အမုန်းအနီးဆုံးရန်သူကြွေသလားမမေးပါနဲ့နော်နီးဆုံးရန်သူကိုမကြွေတာကောင်းပါတယ်ဆိုပေမဲ့ကျမကတော့ကြွေတယ်ရှင့်နော်အဲ့တော့အဲ့ဒီဟာတွေပေါ့ပြုတ်ဒီခံစားချက်တွေကိုကျမတို့ကစာထဲမှာထည့်တယ်ဒါပေမဲ့အဲ့လိုထည့်ဖို့အတွက်ဆိုလို့ရှိရင် liberal art ဆိုတာဘာလဲဆိုတာလဲကျမတို့သိဖို့လိုအပ်တယ်လို့ထင်တယ်အခုစီးပွားရေးတက္ကသိုလ်မှာကျမတို့သင်ရတဲ့ subject တွေအများကြီးကျမတို့နားမလည်သော subject တွေပေါ့နော်ဒါပေမဲ့ဘယ် subject ပဲသင်ဘာသာရပ်တွေအကုန်လုံးထဲမှာ liberal art လို့ခေါ်တော့အနုပညာအဲ့ဟာကိုတော့ကျမတို့သင်စေခြင်းနဲ့တကယ်လို့မသင်ရရင်လည်းကိုယ့်ဟာကိုယ်အပြင်ကနေလေ့လာစေခြင်းနဲ့ liberal art ဆိုဒီမှာပါလဲ liberal liberal arts arts ပေါ့နော်စိတ်ကိုလွတ်မြောက်စေသောအနုပညာအဲ့ဒါပါလဲဆော့ဆော့ဝေလာရဲ့ music အဲ့ဒါလဲစိတ်ကိုလွတ်မြောက်စေတာဒီလိုပဲဒီပန်းအလှထိုးခြင်းအနုပညာဒါကလဲကျမတို့စိတ်ကိုအော်သွားစေတယ်တန်တရတခံစားရစေတယ်ကြည့်ပါဦးဖြူလေးနဲ့အနီလေးနဲ့လိုက်ဖက်အောင်ထိုးထားလိုက်တာဒါမျိုးပေါ့နော်အဲ့လိုကြည့်ရတဲ့အခါမှာကျမတို့ရဲ့စိတ်နှလုံးကိုနူးညံ့စေတယ်စိတ်ကိုလွတ်မြောက်အောင်လုပ်ပေးတာဒေါသဖြစ်နေတဲ့စိတ်ကိုနူးညံ့အောင်တိမ်ငယ်နေတဲ့စိတ်ကိုတက်ကြွအောင်အဲ့လိုလုပ်ပေးနိုင်တဲ့အနုပညာမှန်သမျှကျမတို့အတွက်လိုအပ်တယ်အဲ့တော့အဲ့ဒီအနုပညာတွေထဲမှာဂီတပါတယ်အကပါတယ်ပြီးတော့ဒီပန်းဆိုင်ခြင်းအနုပညာအဲ့ဒါတွေပါတယ်ပြီးတော့အရေးကြီးဆုံးက literature လို့ခေါ်တဲ့ယတ္တစာပေပါတယ်เนาะအဲ့တော့အဲ့ဒီယတ္တစာပေအကြောင်းကျမကပြောချင်လို့ဒါလေးကိုဆရာမင်းသူဝင်ရဲ့အချစ်နဲ့စလိုက်တာဖြစ်ပါတယ်
ယတစာပေကိုကျမတို့မဖတ်လို့မဖြစ်ဘူးဖတ်ရမယ်ဘာသာရပ်ကိုဖတ်တာလဲတစ်ပိုင်းဘာသာရပ်ကတော့ဖတ်ရမှာပဲဆောင်မွဲအောင်ကျင်ဖတ်ရမယ်လေကျောင်းသားတယောက်တည်းတာဝန်သည်ဆောင်မွဲအောင်မွဲကလည်းနံပါတ်1ကိုအဲ့တော့ဒါမဲ့အဲ့ထဲမှာဆောင်မွဲအောင်မွဲစာဖတ်ရင်းကနေတပြိုင်တည်းမှာဆောင်မွဲနဲ့တိတ်မဆိုင်လှတော့တကယ်တော့တိတ်မဆိုင်ဘူးလို့သာပြောတာအနည်းငယ်တော့ဆိုင်နေအဲ့ဒီပြင်ပစာတွေကျမတို့ဖတ်ဖို့လိုတယ်အဓိကကတော့ယတစာပေပေါ့နော်အဲ့တော့စာပေမှာ2မျိုးရှိတယ်အားလုံးသိပါတယ်တုတ္တစာပေရဲ့ယတစာပေရဲ့ကျမတို့ကတုတ္တစာပေကို literature ထဲမှာတချို့ကမထဲကြဘူးမထဲချင်ဘူးယတစာပေကိုသာ literature ထဲမှာထဲကြတယ်ကျမကတော့တုတ္တရောယတရော2မျိုးပေါင်းပြီးတော့ဒီကျမတို့အတွက်ကိုစိတ်နှလုံးကိုပြောင်းလဲစေတဲ့စာမှန်သမျှစိတ်နှလုံးကိုပြောင်းလဲရမယ်နော်သတင်းအချက်လက်တစ်ခုကယတစာပေမဟုတ်တဲ့အတွက်ဥပမာကျမတို့သတင်းစာဖတ်တယ်သတင်းစာထဲမှာဘယ်နေရာမှာဘာလုပ်တယ်ဘယ်နေရာမှာဘယ်သူကတော့မိန့်ခွန်းပြောတယ်ဒါဟာယတစာပေမဟုတ်ဘူးအဲ့ဒါကိုကျမတို့ literature ထဲမှာမထည့်ဘူးဒါပေမဲ့သတင်းစာထဲမှာပဲဆောင်းပါးလေးတစ်ပုဒ်သို့မဟုတ် essay လေးတစ်ပုဒ်ရေးလိုက်တယ်အဲ့ဒီ essay လေးဒီစစ်ပေးဆောင်ပြည်သူတွေအကြောင်းရေးတယ်စစ်ပေးဆောင်မိန်းကလေးတယောက်အကြောင်းရေးတယ်အဲ့ဒီကနေကျမတို့ရဲ့နှလုံးသားစီကိုစိတ်ဝင်သွားတယ်ဆိုရင်ဒီဟာကယတစာပေပဲအဲ့တော့သတင်းစာထဲမှာပါပေမဲ့ဒါကကျမတို့အတွက်ယတစာပေဆိုတော့ယတစာပေဆိုဒီမှာဖတ်သူကိုစိတ်နှလုံးကိုတင်းကျုံဆွဲပြီးတော့ကျမတို့အုံနောက်ကိုပြန်ဆင်ခြင်ခိုင်းတာဒါဟာမှန်သလားမှားသလားဒါရှိသင့်သလားမရှိသင့်ဘူးလားဒါမရှိအောင်ငါတို့ဘယ်လိုလုပ်ရမလဲဒါဆက်ရှိအောင်ဘာလုပ်ရမလဲအဲ့လိုအတွေးတွေပွားစေတဲ့စာမျိုးအဲ့တော့အဲ့ဒါကို literature လို့ခေါ်တာပေါ့နော်အဲ့တော့အဲ့ဒီ literature ကိုဖတ်စေချင်ပါတယ်အဲ့ဒီလိုဖတ်ဖို့ဆိုရင်ရည်ရွယ်ချက်ရှိရမယ်ကျမငယ်ငယ်တုန်းကစာဖတ်တယ်ဘာရည်ရွယ်ချက်မှမရှိဘူးတစ်ခုတည်းပဲရှိတယ်ရည်ရွယ်ချက်ကအပြင်းပြေအောင်လို့ပြင်းလို့ဖတ်တာဘာကြောင့်လဲဆိုတော့ကျမတို့ခေတ်တုန်းကအပြင်းပြေအောင်လုပ်ဖို့ကစာအုပ်ကလွဲလို့သိမရှိဘူးရုပ်ရှင်ဆိုတာလဲကျမတို့မြို့မှာရေနံချောင်းမြို့မှာရုပ်ရှင်3ရုံရှိတယ်ဘရင်ယုံနဲ့ဘရင်မယုံနဲ့နောက်တစ်ခုကတော့ညစိမ်းအောင်နဲ့တူတယ်အဲ့ဘရင်ယုံတို့ဘရင်မယုံတို့ကဆန်ကိုတောင်နေဖြစ်သွားတာကြားလာပြီအဲ့လိုဖြစ်သွားတဲ့အတွက်ယုံဟာတယုံနဲ့ရှိတယ်အဲ့တယုံထဲမှာလည်းမြန်မာကားနဲ့အင်္ဂလိပ်ကားနဲ့အဲ့လိုတစ်လှည့်စီတင်ရတယ်စဉ်းစားကြည့်ပါဦးမြို့တစ်မြို့မှာရုပ်ရှင်ဟာဆန်ကိုတောင်ဖြစ်သွားတယ်ဆိုကြတဲ့ကဘယ်လိုလုပ်ပြီးတော့ဒီမြို့ကလူတွေရဲ့အမှုပညာအဲ့တော့အမှုပညာထဲမှာအဲ့ဒါတွေပါတယ်ဆိုတော့အဲ့ဒီဟာကိုကျမတို့ကသိမသွားနိုင်ဘူးသိမရှိတဲ့အတွက်စာအုပ်ကလေးတွေဖတ်စာအုပ်ဖတ်ခြင်းကကျမတို့စိတ်ကိုငြိမ်းချမ်းစေတယ်ကျမစပြီးစာဖတ်တဲ့အရွယ်ငယ်တုန်းကလေးတန်းအောင်ကစားပေါ့နော်အဲ့ဒီအရွယ်တုန်းကဆိုရင်ကျမဝတ္ထုတို့နဲ့ဝတ္ထုရှင်နဲ့ကိုခွဲခြားပြီးမသိဘူးအဲ့လောက်ထိကျမညံ့ခဲ့တာလေးတန်း၅တန်းမှာဝတ္ထုတို့ဆိုဒီမှာဝတ္ထုရှင်အကြီးကြီးကိုခြုံထားတယ်လို့ကျမထင်ခဲ့တာဘယ်ရောက်တော့မှဝတ္ထုတို့အကြောင်းကိုသိတာလဲဆိုဝတ္ထုတို့တစ်ပုဒ်ကိုကျမအမှတ်မတင်ဖတ်လိုက်မိတယ်နော်အဲ့ဒီမှတ်မတင်ဖတ်လိုက်မိတဲ့ဝတ္ထုတို့လေးအကြောင်းကျမပြောပြခြင်းလေဟိုရှိရှိတုန်းကဝတ္ထုဖြစ်တဲ့အတွက်ဒီကိနဲ့အံဝင်မလားမွေမူလားမတွေးနဲ့ဟိုတုန်းကလည်းဒီဇယိုက်တွေရှိခဲ့တာပဲအခုကလည်းဒီဇယိုက်တွေပဲဘာကြောင့်လူဆိုတာလူရဲ့ဇယိုက်တွေကအမျိုးမျိုးရှိနေပေမဲ့အဲ့ဒီအမျိုးမျိုးတွေဟာဘာနဲ့ပဲလောက်ကြတာလဲဆိုတော့ကာယကံဝစီကံမနောကံဒီ၃ပါးနဲ့ပဲလောက်ကြတာလေအဲ့တော့လူတွေမှာအစိုးရအကောင်းရဲ့ဆိုတာလဲဟိုရှေးခေတ်ကလည်းရှိတယ်ဒီရှေးခေတ်အခုချိန်ထိလည်းရှိနေတယ်ဆိုတော့အဲ့ခေတ်ကဝတ္ထုပေမဲ့အခုချိန်အထိခင်မိနေသေးပါပဲအဲ့ဒီဝတ္ထုလေးတစ်ပုဒ်ကျွန်မဖတ်မိတယ်ဖတ်တော့ကကျွန်မဝတ္ထုရှည်လို့ထင်လို့ဖတ်ခဲ့တာဝတ္ထုတို့လို့မသိဘူးခေါင်းစဉ်ကတန်တာလီကန်းတိုင်နဲ့နော်တန်တာလီကန်းတိုင်ဆိုတာအလုံးကဒီအောင်စဉ်းစားလိုက်တာနဲ့တပည့်နေတဲ့ကြည်နူးစရာလေးတန်တာလီကန်းတိုင်နောက်မှာတွေးကြည့်လိုက်ရင်တူပြိုင်ပြိုင်ကူးမယ်ဆိုတဲ့စကားလုံးလေးပါတယ်ဒါပေမဲ့ဒီဝတ္ထုမှာတော့မပါဘူးပေါ့တန်တာလီကန်းတိုင်အဲ့တော့တန်တာလီကန်းတိုင်ဆိုကြတဲ့ချစ်သူနှစ်ယောက်အတူတူတစ္ဆာဆိုကြတယ်ဘုရားမှာဆုတောင်းကြတယ်ပြီးတဲ့နောက်တန်တာလီကန်းတိုင်ရှိသမျှနေရာအကုန်လုံးရှေ့လျှောက်ပြီးအတူတူတွဲသွားကြမယ်မပြေသောမေတ္တာနဲ့တူတူပြိုင်ပြိုင်ကူးကြမယ်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဒါလေးကအချစ်ပေါ့အဲ့နဲ့ကျွန်မအဲ့ဝတ္ထုလေးကိုကြည့်လိုက်တယ်ကြည့်လိုက်တော့မျက်နှာဖုံးလေးကလည်းဒီလောက်မျိုးသမီးလေးရဲ့မျက်နှာဖုံးလေးနဲ့အဲ့မျက်နှာဖုံးလေးကမင်းကလေးရောက်မင်းကလေးတယောက်ရဲ့မျက်နှာဖုံးလေးအဲ့မင်းကလေးရဲ့မျက်နှာလေးကလည်းလှလိုက်တာကျွန်မထင်တယ်ပကြီးဦးသားဟန်ရဲ့မျက်နှာဖုံးလို့ကျွန်မထင်တယ်အခုကျွန်မရေးရေးပဲမှတ်မိတော့တယ်အဲ့ပြုံးနေတဲ့မျက်နှာလေးနဲ့ရုပ်ရှင်မင်းသမီးလေးတယောက်လိုပဲပကြီးဟာကျမတို့မေတ္တာဆွဲဆောင်နေနော်စောစောပြောတဲ့ liberal art ထဲမှာပကြီးပါတယ်နော်ပကြီးဂီတအနုပညာတွေဟာ liberal art ကျမတို့ရဲ့စိတ်ကိုလွတ်မြောက်အောင်လုပ်ပေးတဲ့အနုပညာအဲ့ဒီပကြီးလေးကိုလည်းကြည့်လိုက်တော့ခေါင်းစဉ်လေးလည်းသိတယ်ပကြီးလေးလည်းလှတယ်ဆိုတော့ကျမအဲ့စာအုပ်ကလေးကိုအဲ့ကျမတို့အမျိုးအိမ်ကနေဆွဲယူလိုက်တယ်ဝတ္ထုရေးတဲ့သူကိုကြည့်လိုက်တော့ငွေတာကြီးတဲ့ငွေတာကြီးကိုကျမတို့သိတာကြပြားဆရာမဖြစ်ပဲသိတာ
အဲ့တော့အော်ငွေတာကြီးဟာဝိတုလည်းရေးသလားပေါ့ကျမ9တန်းအရွယ်ကျမအိမ်ယူလာပြီးဖတ်တယ်ဖတ်တဲ့အခါကျတော့မှအဲ့ထဲမှာမာတိကာကိုကြည့်လိုက်တော့မှမာတိကာမှာဝိတုတို့နာမည်လေးတွေ50ပုံတွေ့ရောပြီးတော့အော်ဒါဝိတုတစ်ခုတည်းလို့ထင်လို့ယူလာတာဒီထက်မှဝိတုတွေကအများကြီးပါလားကျမပထမတော့နည်းနည်းလေးစိတ်ပြက်သွားတယ်ဘာကြောင့်လဲဆိုတော့ကျမအဲ့လိုအတူလေးတို့ဖတ်ရတာနဲ့မရင်နေသေးဘူးဒါပေမဲ့လည်းအဲ့ထက်ကနေပြီးတော့ကျမရှာကြည့်လိုက်တာပေါ့ဒါဆိုရင်ဒီထက်ကနေဘယ်ဟာအရင်ဖတ်မလဲဝိတုတို့တစ်ခုရဲ့ကောင်းခြင်းကကိုရှိတဲ့စိတ်နိုင်ဝက်လေးပဲရတနားကြီးပဲရအဲ့ဒါလေးကိုလေဒီတပုတ်ကလေးပဲရွေးဖတ်မယ်ဆိုဖတ်လို့ရတယ်အဲ့တော့ဝိတုတို့လေးတွေတချို့စာဖတ်တဲ့သူကဝိတုတို့လေးတွေနဲ့စာဖတ်ကြတယ်နော်ဘာကြောင့်လဲဆိုတော့အချိန်ကုန်တက်တာလို့နောက်ပြီးတော့ခဏလေးပြီးတဲ့နောက်ကိုထားပြီးတော့နောက်ထပ်အလုပ်တွေလုပ်လို့ရတယ်5-6ရက်ကြာမှဒီဝိတုကိုပြန်ကင်လဲနောက်တစ်ပုတ်ကအစ်စ်ပဲအဲ့ဒါကကိုယ့်အတွက်အားတာချက်ပေါ့နော်အဲ့နဲ့ကျမလိုက်ရှာလိုက်တော့အဲ့ထက်မှာခေါင်းစဉ်တစ်ခုတည်းရှင်းလင်းခေါင်းစဉ်နာမည်ကစုတဲ့အဲ့စုဆိုတာလေးကိုကျမတွေ့သွားစုဆိုတာကျမတို့သိတဲ့လောက်ကတော့စုဆိုဒီမှာကိုတော်လို့ဒါမှမဟုတ်ကိုရင်ကျေးသိမ်မွေးလို့ကိုကိုချီးကျူးတဲ့အနေနဲ့တယောက်ကနေပေးလိုက်တဲ့စုအဲ့စုဒီအားလုံးလက်ခံကျင်ကြတာကြီးပဲလေကျမကလည်းငယ်တုန်းကစုကိုတိတ်သဘောကျတယ်စုလိုချင်တယ်ဘာကြောင့်လဲဆိုတော့စုရရင်ကျမတို့ငယ်ကစုပေးတာဒီခေတ်တော့ဘယ်လိုပေးလဲမသိဘူးကျမတို့ငယ်တုန်းကဗလာစာအုပ်လေးတွေပေးတယ်တရားစင်သို့မဟုတ်တရားစင်တဲ့နဲပြီးတော့ဒါစင်ဝက်ပေါ့နော်6အုပ်အဲ့လေးတွေကို plastic နဲ့စုပြီးတော့ပေးတယ်ပြီးတော့နောက်နှစ်ကျောင်းတက်ဖို့အတွက်ကိုအဖြူကျမတို့ခေတ်တုန်းက popular တို့ဘာတို့ကအဲ့အကောင်စားနော် tetron ဆိုရင်တော်တော်ကောင်းနေပြီနော်တခြားခုခေတ်ကလို့ဘာပါတယ်ဂျပန်ဝေဖာတို့ဘာတို့ဘိုးမြင်တောင်မမြင်ကြားလည်းမကြားဘူးမရှိဘူးအဲ့ဒီအစာလေးတွေကိုပေးတယ်ပြီးတော့ထမိန်စိန်ဘောင်းမီစိန်ဝတ်ဖို့အတွက်အစိမ်းစာအဲ့ဒါကကျမတို့အတွက်ပေးတဲ့စုတွေပဲတစ်ခါခဲတံလေးတွေပါတယ်ဒါပေမဲ့အဲ့ဒါလေးတွေကကျမတို့အတွက်အင်မတန်လိုအပ်တယ်ဘာကြောင့်လဲဆိုတော့ကျမတို့အိမ်ကနွမ်းပါတယ်ပြင်မောင်နှမက9ယောက်ရှိတယ်9ယောက်ရှိတော့ကျမတို့စုရပြီဆိုလို့ရှိရင်ကျမကလည်းစုရတယ်ကျမရဲ့အကိုတန်းထေးတဲ့သူကကွယ်လွန်သွားပြီသူလည်းစုရတယ်ဆိုတော့ကျမတို့မောင်နှမ2ယောက်ကတော့ဒီမောင်နှမ9ယောက်ထဲမှာစုအများဆုံးရတဲ့သူပေါ့ကျမတို့2ယောက်စုပုံလာလို့ရှိရင်အိမ်မှာတစ်ခါဆိုရင်ကျမတို့ကြီးပဲမနိုင်လို့ကျမအမေကျမရဲ့အမအဲ့လိုလိုက်ပြတဲ့စုကိုတည်ရတယ်အဲ့ခေတ်ကစုကပေါ့ပပတ်စအိမ်မဟုတ်နော်ဒီဗလာစာအုပ်တင်နေဆိုတော့အဲ့ဆိုရင်ကျမတို့ရဲ့အိမ်ကြီးချင်းတွေကမမေကိုခနဲ့တလို့လို့နဲ့ချီးမွမ်းတယ်ဒါမှမဟုတ်ချီးမွမ်းတယ်လို့နဲ့ခနဲ့တယ်ဘယ်လိုပြောမလဲမသိဘူးမငိမ့်နဲ့နှစ်သားသမီးတွေကတော့တဲ့စုတွေအများကြီးယူလိုက်တာတဲ့သူများယူဖို့များချမ်းပါအောင်လို့အဲ့လိုပြောတယ်မေမေကလည်းပြုံနဲ့သိတယ်မလားမျက်နှာထားကလေမစ်နေတာပဲနော်ဘာလို့လဲဆိုသူသားသမီးတွေစုရတာကိုသဘောကျတာပေါ့အဲ့စုလေးတွေကျမတို့ကတဲလာအိမ်ပြန်ရောက်မနဲ့ဖန်မနဲ့အတွက်ထမင်းချက်စရာဆန်ကရှိချင်မှရှိမှာနော်အဲ့လိုမရှိတဲ့အချိန်မျိုးနဲ့များစုရတဲ့အချိန်နဲ့များရပြီဆိုရင်အဲ့ဟန်ကြတာပဲဘာကြောင့်လဲဆိုတော့ဆန်အိုးထဲမှာဆန်မရှိဘူးကျမတို့ရတဲ့စုရအစ်စ်ဆက်တွေနည်းနည်းတုပ်ပွားပါတယ်ဘာညာပေါ့နော်အဲ့ခါကျအဲ့အားလေးတွေနဲ့ကျမမေမေကကျမတို့ကိုလာပြောတယ်သမီးသားပေါ့နော်သားတို့သမီးတို့စုရတာတော့ဟုတ်တယ်ဒါပေမဲ့မနေ့ဖန်အတွက်စားစရာဆန်မရှိဘူးဖေရဲ့နိုင်ကျမအဖေကနိုင်ပြင်းတယ်လေဖေရဲ့နိုင်ပြင်းကမလာသေးဘူးနိုင်ပြင်းတဲ့ဆိုတာကနိုင်ပြင်းပြီးတဲ့အခါမှာကိုကပြင်းပြီးနေပြီပတ်စံလဲလိုချင်နေပြီဒါပေမဲ့လာမရွေးသေးရင်ကျမတို့ကထိုင်နေရတာလေအဲ့တော့လာပြီးတော့ကြာရွေးဖို့အတွက်ကိုထိုင်ဆောင်နေရတဲ့အချိန်အဲ့တော့မေတို့ဒီဟာလေးကိုအပေါင်ဆိုင်ကိုသွားပြီးပေါင်လိုက်မယ်သဘောတူလားဟာတူတာပေါ့ကျမပျော်သွားတာပေါ့အိမ်မှာဆံမရှိတာကိုကျမတို့မောင်နှမဖြည့်ပေးဖို့ကျမတို့မှာဗာလေအခွင့်အရေးရလိုက်တာကျင်းတတ်တာပေါ့ရတယ်မေကျမတို့သမီးတို့မှာအင်ကြီးက2ထည်ရှိသေးတယ်ပစိုးကသမင်းက2ထည်ရှိသေးတယ်ယူသွားရတယ်ဆိုတော့မေကအဲ့ဒါလေးတွေယူပြီးတော့ကြာအပေါင်ဆိုင်မှာသွားပြီးပေါင်တယ်ပေါင်ပြီးတော့ရလာတဲ့ပတ်စံလေးနဲ့ဆံဝဲတယ်စီဝဲတယ်ဆိုတော့ကျမတို့ကစုကိုအဲ့ဒီကလေးကမောတာလိုချင်တာသူများရှေ့မှာပေးလိုက်တဲ့စုကိုလိုချင်တာအဲ့ဒါကလည်းဂုံယူတာတစ်ပိုင်းအိမ်အတွက်အသုံးကျတဲ့ဟာပစ္စည်းတစ်ခုခုတော့ပါမှာပဲဆိုပြီးတော့အဲ့ဒီမမောစိတ်နဲ့လည်းကျမတို့လိုချင်တယ်အဲ့တော့စုဆိုတာနဲ့တစ်ပိုင်းနဲ့ကျမအဲ့စာအုပ်ကိုစာကိုရွေးလိုက်တယ်ဒါလေးကတော့တော်တော်ကောင်းပါပဲဘာစုလည်းမသိပေါ့နော်အဲ့ဒါနဲ့ကျမရွေးပြီးဖတ်လိုက်တယ်အဲ့ဇာလန်လေးနည်းနည်းပြောပြမယ်နော်အဲ့ဒီဇာလန်ကဘာလဲဆိုတော့ညီမ2ယောက်ညီမသည်တဝန်းခွဲညီမ2ယောက်နော်အမေကနေပြီးတော့အမေအမရဲ့သမီးကိုပြန်ပြီးတော့ခေါ်ထားတယ်ဆိုတော့မေပါတယ်ဒီထဲမှာအမပါတယ်ပြီးတော့ညီမပါတယ်ထားပါတော့နာမည်လေးလွယ်အောင်အမကိုမိုးမိုးလို့ပေးပြီးတော့ညီမကိုဆိုးဆိုးလို့ပေးလိုက်မယ်သားတို့သမီးတို့ကတော့တိမှာမဟုတ်တို့ငယ်ငယ်တုန်းကတော့တင်သိန်းနိုင်ရဲ့စိုးမိုးမြစ်တာလားဘာလားနော်အဲ့ဒါဆိုလို့ရှိရင်အမကမိုးမိုးတဲ့အေးငြိမ်ငြိမ်အင်ဒီရလေးရမိုးမိုး
တွတ်တွတ်လက်လက်နဲ့ခါခါနဲ့ဆိုရင်ဆူဆူပေါ့နော်ဒီထဲမှာဆူဆူများရှိရင်ခွင့်လွတ်ပါနော်ဒါဟိုကိကတဲ့ကဒါပြောတဲ့ဟိုဘာခေါ်မလဲအဲ့ဒါ stereotype ပေါ့နော်ကျမတို့စီမှာပြောနေကြမိုးဆိုရင်ရင်ချေလေးဆူဆူဆိုရင်ဘာညာပေါ့နော်အဲ့တော့ထားပါတော့အဲ့တော့အဲ့ညီမ2ယောက်ရှိတယ်အဲ့ညီမဒီအိမ်မှာနေကြတယ်သူတို့မှာခဏလာလည်နေတဲ့လူတယောက်ရှိတယ်အဲ့လူရဲ့နာမည်ကိုလည်းထားပါတော့ဖြိုးပြည့်စုံလို့ပဲမှတ်လိုက်ကြပါစို့နော်ဖြိုးပြည့်စုံကလာလဲတယ်ပေါ့နော်လာလဲတာကဘာလဲဆိုတော့ဒီမိုးရဲ့အိန္ဒိယရဟိုတပတ်ရှိုးစရုံးလေးနဲ့နှင်းစီလေးတစ်ပွင့်နဲ့သို့မဟုတ်စပယ်လေးတစ်ကုန်းနဲ့အဲ့ဒီမျက်နှာလေးကိုသူကသဘောကျတယ်ပြီးတော့မိုးကစာဖတ်တဲ့အတွက်စာဖတ်ရင်းနဲ့ဆွေးနွေးလို့ရတယ်တကယ်တော့ तू လာနေတာဟာမိုးကိုနှစ်သက်လို့ပေါ့နော်အဲ့တော့စိုးကိုလည်းတစ်ခါတော့တွေ့တာပေါ့ကော်ဖီလေးချပေးပါအောင်ဘာညာပေါ့နော်တွေ့တာပေါ့ဒါပေမဲ့စိုးကကျတော့အိမ်မှာတိတ်မရှိဘူးဘာကြောင့်လဲဆိုတော့သူ့တငယ်ချင်းတွေနဲ့ရှောက်လေတာများတယ်အဲ့ထဲမှာစိုးဒီအမျိုးသားတစ်ယောက်နဲ့ချစ်မိတယ်အဲ့တော့ဒီမှာဖြိုးပြည့်စုံတဲ့မိုးနဲ့စကားပြောနေတဲ့အချိန်မှာဆူကတော့တခြားတနေရာမှာရှိမှာပေါ့ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့တစ်ချိန်ကြတဲ့အခါကျတော့ဆူမှာအားလုံးသိပြီနော်နည်းလဲဆိုလို့ရှိရင်လဲလွန်းရင်ဘာဖြစ်တတ်တယ်ဆိုလားမသိဘူးနော်အဲ့တော့အဲ့ဒီမှာမယုံသေးစကားကိုဝင်ရသွားတယ်နော်အဲ့တော့အဲ့ဒီခေတ်တုန်းကလည်းကိုဝင်ရတယ်ဆိုတော့ဒီခေတ်ကတော့ကိုဝင်သိမ့်မရသင့်ဘူးဘာကြောင့်လဲဆိုတော့ဒီခေတ်မှာကဟိုတားဆေးတွေလည်းရှိတယ်နောက်ပြီးတော့ကွန်တွန်မယိုသေးစကားနော်ကွန်တွန်ဆိုပြီးတော့ဟိုအမျိုးသားတွေသုံးတဲ့ကွန်တွန်လည်းရှိတယ်အမျိုးသမီးတွေသုံးတဲ့ကွန်တွန်ကတော့တိတ်ပြီးတော့မကြိုက်ကြဘူးဒါကြောင့်အမျိုးသမီးတွေကကွန်တွန်တိတ်မသုံးဘူးအမျိုးသားတွေကတော့ကွန်တွန်သုံးတယ်ဆိုတော့ဒီခေတ်ကြီးမှာခေတ်ပညာလည်းတက်ပြီးပြီဘုဟုတ္တတွေလည်းရပြီးပြီဆိုတော့ဒီလိုအဖြစ်မျိုးဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့တောရွာတွေမှာဖြစ်တယ်နော်လွန်ခဲ့သော50နှစ်ကတည်းကအဲ့ဒီလိုမျိုးဖြစ်ခဲ့တယ်ထားပါတော့ကျွန်မပြောချင်တာအဲ့ဒါတွေမဟုတ်ဘူးအခုဒီစစ်ဆိုးပြဿနာကိုပြောမယ်ဆိုးတို့ခေတ်တုန်းကတော့ကွန်တွန်ဆိုတာလည်းပေါ်ချင်မှပေါ်မယ်ပေါ်လဲဆိုးတို့သိချင်မှသိမယ်နော်အမျိုးသားကလည်းဒါမျိုးမသိဘူးကွယ်ရမှာ2ယောက်ချင်းတွေ့ပြီးတော့ကျူးလွန်မိကြတယ်ဒါမျိုးကိုကျွန်မတို့ကကျူးလွန်တယ်လို့ပဲခေါ်တယ်ကျူးလွန်တယ်ဆိုတာမကောင်းတဲ့ negative sense နော်ဒါကောင်းတဲ့ sense မဟုတ်ဘူးအဲ့ဒါအားလုံးကိုပြောပြထားတာကျူးလွန်တယ်လွန်ကျူးမိကြတယ်တဲ့နော်အဲ့လိုလွန်ကျူးမိကြတဲ့ခါကျတော့ကိုဝင်ရတော့သူကမိုးကိုတိုင်မင်းတယ်အမေကိုလည်းအတော်ကိုလည်းမပြောရဲဘူးမိုးကိုတိုင်မင်းတော့သူကဖြတ်ချခြင်းတယ်စဉ်းစားကြည့်ပါဦးကိုနဲ့သူနဲ့နှစ်ယောက်ချင်းဒီလိုဟိုဗာလဲချစ်ပြူဟာခင်းတယ်ပေါ့ရှေ့ခေတ်ကစကားနဲ့ဆိုချစ်ပြူဟာခင်းတယ်လို့ခေါ်တယ်ဟိုပြည်လာဖေနဲ့မေရှင်ရဲ့တခြင်းလားမသိဘူးအဲ့ဒီကနေရလာတဲ့ကလေးကိုသူကဖြတ်မိမယ်မဖြတ်နဲ့ဒါဟာအကုသိုလ်အလုပ်အဲ့တော့မဖြတ်နဲ့ဆိုတော့မမဘာလုပ်ရမှာလဲဟိုလူကလည်းသူ့ကိုထားပခဲ့ပြီရှာလို့မတွေ့တော့ဘူးအဲ့ဒါမျိုးပဲမောင်မကြီးသားတွေကအဲ့မျိုးကိစ္စဆိုလို့ရှိရင်ပြီးရင်ကွယ်ပြောက်သွားကြရောဒီခေတ်လည်းအဲ့ဒီလိုပဲရှိပါတယ်ကွယ်ပြောက်သွားကြတယ်လိုက်ရှာလို့မရဘူးအဲ့ကျမကတော့မိန်းကလေးတွေတွေ့ရင်ကျမအမြဲပြောတယ်တရားစွဲလို့ရတယ်နော်ဟိုဒါပေမဲ့တရားစွဲလို့ရတယ်ဆိုပေမဲ့တချို့ကပြောတယ်တရားစွဲလို့ရပါမလားကျမနဲ့သူနဲ့နှစ်ဦးသဘောတူဖြစ်တာလေနှစ်ဦးသဘောတူဖြစ်ပြီးတော့ကျမမှာကိုဝင်ကြံတာသူ့ကိုတရားဘယ်လိုစွဲမလဲအဲ့ဒီခါကျနင်ကိုဝင်ကြံသည်ဖြစ်စီကိုဝင်မကြံသည်ဖြစ်စီပုံမှန်4-1ခေါ်နဲ့တရားစွဲလို့ရတယ်လို့ကျွန်မသင်ပေးလိုက်တယ်နော်မှတ်ထားကြနော်ဒါမျိုးလည်းမဖြစ်ပါဘူးမဖြစ်လည်းမဖြစ်ပါဘူးပညာတတ်တွေပဲနော်ရှင်းလင်းလေးဖြစ်သွားမှသိပါတယ်ဒါပေမဲ့လည်းပြောပြတာအဲ့လိုမျိုးဖြစ်လို့ရှင်ကိုကခံလိုက်ရပြီမဲ့တကယ်တမ်းကသူတို့တရားစွဲလို့ရတယ်ဘာလဲဆိုတော့ပုံမှန်4-1ခွန်းဆိုဒီမှာလက်ထပ်ပါမယ်လို့ဂတိပေးပြီးတော့ကာမကိုဖျားယောင်းရယူခြင်းနော်မိန်းကလေးကအဲ့ဒါကိုသူ့တရားဆွဲလို့ရတယ်စဉ်းစားကြည့်မိန်းကလေးနဲ့ယောက်ျားလေးနဲ့နှစ်ကိုယ်တူဖြစ်တော့မယ်ဆိုလို့ရှိရင်ပါးကလေးကိုင်မယ်ဘာညာပေါ့နော်ပြီးတော့တဆင့်တက်လာမယ်ပြီးရင်မင်းကိုကလက်ထပ်မှာပါကွာလို့မပြောဘဲနဲ့ဘယ်တကောင့်သားမှမိန်းကလေးကိုမကြံဘူးနော်အဲ့ဒီခါကျတော့လက်ထပ်မယ်လို့ तू မပြောဘဲနဲ့ဘယ်တော့မှမကြံဘူးလက်ထပ်မယ်လို့ပြောတာကိုကအဟုတ်မှတ်လို့ယုံစားလို့ပုံအပ်လိုက်တာယုံမှတ်လို့ပုံအပ်မိပါတယ်ဆိုတာမမအေးရဲ့တခြင်းလေဟိုရှေ့တုန်းကတည်းကယုံမှတ်လို့ပုံအပ်မိပါတယ်မရခင်ဖြာလို့လိတ်ခါထိတ်ပေါ်မှာသာတင်လာခဲ့တဲ့မောင်မင်းကြီးသားယောက်ျားတွေမှာကွယ်တဲ့အခုတော့ဖြာကိုသာကွယ်ခင်းကနင်းချေပါဆိုထားတော့ကျမတခြင်းထပ်ပြီးဆိုမိသွားလိမ့်မယ်အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင်တရားစွဲလို့ရတယ်ဆိုတာအားလုံးကိုကျမအဲ့လိုမိန်းကလေးတွေတော်တော်များများပြောပြထားတယ်ပုံမှန်4-1ခွန်6လပဲကြာတစ်နှစ်ပဲကြာကို့မှာကိုဝင်ရှိသည်ဖြစ်စေကိုဝင်မရှိသည်ဖြစ်စေကလေးရသည်ဖြစ်စေကလေးမရသည်ဖြစ်စေသူ့ကိုသူချင်းနဲ့စာတို့ဘာတို့ဒါတက်တည်တင်ရမယ်ခင်ရေးနောက်ဘက်ကကောက်ရိုးပုံတွေကိုလာခဲ့ပါတို့ဘာတို့ကိစ္စမရှိဘူးအဲ့စာကိုလွတ်မပစ်ပါနဲ့အခုဆိုရင်လေတယ်လီဖုန်းနဲ့လာတာဆို message လေးနဲ့လာရင်လေအဲ့ message ကိုတိတိကျကျ
screenshot ရိုက်ပြီး save ထားပါနော် save ပြီးရင်အဲ့ဒီဥစ္စာသူ့ကိုတရားစွဲဖို့အတွက်ကိုကျမတို့ဒါလိုအပ်တယ်ကြည့်လေရှင်ဘယ်တော့ကချင်းခဲ့လို့ကျမလာတာရှင်ကျမကိုပြောတယ်လေလက်ထပ်မယ်ဆိုဟုတ်တယ်မလားလက်ထပ်ပါမယ်လို့ယုံအောင်ဖြားယောင်းပြီးတော့ကာမကိုရယူမှုနော်အဲ့လိုကိုကပေးလိုက်ရပြီဆိုတာတဲ့တပြိုင်နက်တည်းပုံမှန်၄တစ်ခွန်ကိုခေါင်းထဲသာဆွဲလိုက်ပြီတော့နော်ယူချင်းယူမယူလို့ကတော့အဲ့တကောင်သားထောင်အနည်းဆုံး6လကနေပြတာ3နှစ်ထိကြာမယ်ရော်ကြီးလဲရနိုင်တယ်ထားတော့အဲ့ဒါတွေကနောက်မှအဲ့ဒါဒီခေတ်ကိုအရင်ခေတ်တုန်းကကျတော့အဲ့ main ကလေးဆိုးကမတိရှာတော့မိုးကလည်းမတိတော့အဲ့မှာသူတို့မှဦးကြလဲနေတာပေါ့နော်နောက်တော့မိုးကပြောတယ်ဟေ့နင်းနဲ့ငါနဲ့ပဲနှစ်ယောက်တည်းတိတိကလေးခရီးထွက်ကြမယ်ခရီးထွက်ပြီးတော့အဲ့ရွာလေးတူမှာသွားပြီးတော့ဒီကလေးလေးကိုမွေးမယ်သဘောတူလားတူရမှာပေါ့နော်အဆက်ကွဲမှာ哦အဲ့ဒီခေတ်တုန်းကအဆက်ကွဲတယ်ဒီခေတ်မှာတော့အဆက်ကွဲကြမလို့ဘူးကျမသာဆိုလို့ရှိရင်ကျမက single mother အနေနဲ့ကိုမှသမီးပဲရရသားပဲရရကျမမွေးပလိုက်မယ်ပြီးရင်တော့ကျမရဲ့ဒီကလေးရဲ့ဖခင်ကတော့သူပါဆိုပြီးတော့ပြန်ပြောဒါကိုဖြိုးပြည့်စုံပေါ့နော်ဒါဥပမာပြောပြတာဆိုတော့စိုးစိုးတို့ကတော့အဲ့ဒါတအားကိုသူထောက်ချားနေတာပြီးတော့သူတို့ရွာလေးကိုသွားလိုက်ကြတယ်သွားပြီးတော့ဘယ်လောက်ကြာလဲဆိုတော့ကျမထင်တယ်3လ4လ5လစိုးစိုးရဲ့ဘိုက်မပေါ်တပေါ်အပြိုဘိုက်ဆိုတော့တိတ်မပေါ်ဘူးပေါ့နော်9လလောက်မှသွားတယ်ဆိုပါစို့အဲ့တော့6လလွယ်10လမွေးပြီးတဲ့နောက်လဲချက်ချင်းပြန်လာလို့မရသေးဘူးခလေးဟိုခရီးထွက်ဖို့အတွက်အချိန်ပေါ့နော်ပြီးတော့ तू ကချိုမတိုက်ဘူးနှုတ်ဘူးနဲ့တိုက်တယ်ဘာလို့ဆိုတော့ तू ကသူ့ကို သူအပြိုလို့ဟိုလင်းရမှာဘူးအဲ့နဲ့ပြီးတဲ့နောက်မှာအားလုံးပြင်ဆင်ပြီးတော့မှသူကမြို့ကိုပြန်လာကြတယ်အဲ့ဒီအချိန်မှာဒီဟိုဖြိုးပြည့်စုံကတော့မိုးကိုမေးတာပေါ့စာရေးတွေလည်းစာတရန်ပီတရန်လေးလည်းရေးရင်ရေးမှာပေါ့ဟိုခစ်ကတယ်လီဖုန်းမရှိတဲ့အတွက်တယ်လီဖုန်းနဲ့တော့ဆက်လို့မရဘူးလွမ်းနေမှာပေါ့သူကလည်းပြီးတဲ့နောက်စိုးစိုးဝမိုးမိုးညီမနှစ်ယောက်အတူတူပြန်လာကြတယ်ပြန်လာပြီမဲ့တောကနေပြီးတော့ခလေးလေးတယောက်ကိုမွေးစားတယ်ဆိုပြီးသားလေးတယောက်ပါလာတယ်အဲ့သားလေးတယောက်ကိုသူတို့နှစ်ယောက်လုံးကတပွေးပွေးတပိုက်ပိုက်မယ်နဲ့ချစ်ကြတယ်အဖွားကလည်းဒီကလေးလေးကိုချစ်တယ်အဲ့တော့ဒီဖြိုးပြည့်စုံကအိမ်လာလဲတယ်အိမ်လာလဲတဲ့ခါမှာထုံးစံလိုပဲမိုးမိုးကလည်းလာပြီးတော့အခမ်းမယ်စိုးစိုးကလည်းလာပြီးအခမ်းမယ်ဒါပေမဲ့စိုးစိုးနဲ့မိုးမိုးမှာချစ်ချင်းမြတ်တာကမိုးမိုးရဲ့ချစ်ချင်းမြတ်တာကလေးပေါ်မှာပို့ပြီးတော့ပို့တယ်ဘာကြောင့်လဲဆိုတော့သူကငကိုတဲ့ဟာကိုချင်းစာတရားရှိတယ်လူစာတွေသိပ်ဖတ်တဲ့လူစာဖတ်တဲ့သူဆိုတာကိုချင်းစာတရားရှိတယ်ကရုဏာရှိတယ်ပေါ့နော်အဲ့တော့ကလေးအတွက်ကိုကလေးငိုနေပြီဆိုရင်တခြားသူကဘာမှမဖြစ်ဘူးမိုးမိုးကအရင်ဆက်စလူခါနေပြီပေါ့နော်ကလေးကိုဘာဖြစ်တာလဲရှူးရှူးပေါက်တာလားအီအီပါတာလားနို့စာတာလားအဲ့တော့ကလေးလေးငိုလိုက်တာနဲ့တပြိုင်နက်တည်းသူကပြေးသွားပြီအဲ့တော့ဒီဘက်ကဖြိုးပြည့်စုံကစဉ်းစားတယ်ပျောက်သွားတာညီမနှစ်ယောက်3-4လပြီးတော့ပြန်လာတယ်ပြန်လာတော့ဆွတ်ဆွတ်အိမ်ကြီးမပြတ်ဘူးမိုးမိုးကကလေးငိုတာနဲ့တပြိုင်နက်တည်းအထဲကိုပြေးသွားတယ်သူတို့မွေးစားထားတယ်ဆိုပေမဲ့ဟုတ်မဟုတ်ပါမလားဒီကလေးဟာမိုးမိုးများတယောက်နဲ့ကျူးလွန်ပြီးရထားတာလားလို့ထင်သွားတယ်ထင်ရက်တယ်နော်ထင်သွားတယ်အဲ့တော့ तू ကအဲ့လိုမျိုးပြေးလိုက်လွှားလိုက်နဲ့ပြန်လာလိုက်စကားပြောလိုက်နဲ့ဆိုတော့ဖြိုးပြည့်စုံဟာမိုးမိုးပေါ်မှာတိတ်ပြီးတော့ဟိုအထင်မကြီးတော့ဘူးဒါပေမဲ့ဆူဆူကကျတော့ तू ကနောင်တာလေးကလည်းရသွားပြီနော်အရင်တုန်းကလိုပြနဲ့မဟုတ်တော့ဘဲနဲ့အိန္ဒိယလေးလည်းဖြစ်သွားပြီဆိုတော့ဖြိုးပြည့်စုံနာမှာဆူဆူကပြုစုနေတာပေါ့နော်ကော်ဖီလေးနဲ့စကားလေးပါလေးပြောတော့ तू ကตาရသွားတာဖြိုးပြည့်စုံကဒီဘက်ဆူဆူအပေါ်မှာตาရသွားတာตาရသွားတဲ့ခါကျတော့သူတို့ချင်းကဒီလိုလေး easily ဖြစ်နေပြီမမူကဟိုဘက်မှာကလေးတယောက်နဲ့ဖြစ်နေပြီနောက်ဆုံးကျတော့ဘာဖြစ်သွားလဲသိလားနောက်ဆုံးကျတော့ဒီဖြိုးပြည့်စုံကဆူဆူကိုခိုးရခေါ်ပြီးတော့ခိုးရလိုက်ပြီးသွားတယ်ဆူဆူကလည်းဖြိုးပြည့်စုံကိုမမိုးကြိုက်နေမှန်းသိရတာနဲ့ယူရက်တယ်လိုက်ပြီးတော့သူပါသွားပြီးတော့သူစာလေးရေးပေးခဲ့တယ်ဒါကလည်းဖြိုးပြည့်စုံကရေးပေးခဲ့တဲ့စာမမိုးတဲ့မမိုးအပြောကခက်နေတာကိုသိပါတယ်တဲ့မမိုးရဲ့ကလေးကိုမမိုးလွတ်လပ်ချစ်ပြီးတော့ကြမ်းရစ်ခဲ့ပါတဲ့သူကတော့ဆိုးဆိုးနဲ့တအိုးတအိမ်ထူထောင်มาတော့မယ်ဆိုပြီးတော့ပါသွားတော့မိုးမိုးမှာကလေးရတစ်ဖက်အဲ့ဒီစာတစ်ဖက်မျက်ရည်ပေါက်ကြပြီးကြမ်းခဲ့တာစသိန်းကအဲ့ဒါပဲကလေးလေးနဲ့ကလေးကိုပွေရင်စာလေးကိုဖတ်ရင်ချစ်သူရဲ့စာလေးဖတ်ရင်ကနေမျက်ရည်ကျပြီးကြမ်းခဲ့တဲ့မိုးမိုးအဲ့ဒါကိုဝိတ္ထုခေါင်းစဉ်ကိုစုလို့ပေးရတဲ့ငွေတာကြီးကျမအဲ့ဒီကလေးကတော့ပါပြီငါပဲစုမှမလို့ကျင်တော့ပါဘူးပေါ့နော်ရဆက်စုလို့ပေးတာစဉ်းစားကြည့်ပါဦးအဲ့ဒီဝိတ္ထုဒီကျမရဲ့ဘဝရဲ့ပထမဆုံးဝိတ္ထုတို့ကျမဖတ်ခဲ့တဲ့ပထမဆုံးဝိတ္ထုတို့အခုချိန်ထိကျမရင်ထဲမှာဆွဲပြီးတော့ကြံရစ်ခဲ့တယ်နာမည်တွေကိုမမှတ်မိတော့လို့ကျမမိုးမိုးဆိုးဆိုးလှုပ်လိုက်တာဟိုဘက်ကလည်းကိုလှမြင့်လားကိုမြင့်စော်လားမသိလို့ဖြိုးပြည့်စုံလှုပ်လိုက်ရတာခွင့်လွတ်ပါနော်ဒါမဲ့ကျမရဲ့စိတ်ထဲမှာအဲ့ဒီဟာလေးဆွဲနေတာဝိတ္ထုရေးတယ်ဆိုတာဟာလူတယောက်ကိုဖ
ဖတ်ဖို့အတွက်ပေါ့နော်ဖတ်ဖို့အတွက်ကိုသူကစီကာစင်ကာနဲ့သူ့မှာရည်ရွယ်ချက်ရှိတယ်ဝတ္ထုရေးသူတိုင်းဟာရည်ရွယ်ချက်တစ်ခုရှိတယ်အဲ့ဒီရည်ရွယ်ချက်ကဘာလဲအဲ့ဒီရည်ရွယ်ချက်ကိုကျမတို့လိုက်ရှာမှာစာဖတ်ခြင်းနဲ့ပတ်သက်ရင်ကျမတို့ဒီအဲ့ဒါကိုနည်းနည်းပြန်ပြီးတော့စဉ်းစားကြည့်ရမှာပေါ့နော်ကျမတို့ဘာကြောင့်စာဖတ်တာလဲကျမငယ်ငယ်ကစာဖတ်တာဒီမွေးလျော်ဖို့နှစ်သက်လို့အချိန်ကိုကုန်အောင်လို့ဖတ်နေရတာကိုကြိုက်လို့ဖတ်တာဒါပေမဲ့အဲ့ဒီစုကိုဖတ်ပြီးတဲ့နောက်မှာတော့ဝတ္ထုဖတ်တာဟာကြိုက်လို့ဖတ်တာဟုတ်မှဟုတ်ပါမလားတခါကျတော့ဖတ်တင်ဖိုက်ထက်လို့ဖတ်ရတာလည်းဖြစ်နိုင်တယ်အဲ့ဒီကလေးကကျမဒီဝတ္ထုတွေအတူတွေကိုလိုက်ပြီးတော့ဖတ်တယ်သူတို့အဲ့ဒီကနေပြီးတော့ကျမတို့ဘာပေးချင်တာလဲပေးချင်တဲ့ရည်ရွယ်ချက်တစ်ခုခုပေါ့နော်နောက်ခွဲခြားစိတ်ဖြာပြီးတော့ဖတ်ရမှာဘလို့ဖတ်ရမှာလဲဆိုတော့ဒီဝတ္ထုကိုသူဘာကြောင့်ရေးတာလဲရေးတဲ့အချိန်မှာရှိနေတဲ့စာရေးဆရာရဲ့စိတ်ကျမတို့သိသိချင်တာပဲအဲ့လိုတိမှပို့ပြီးတော့အရသာရှိလာတာလေထားပါတော့တပြေညိုဆိုတဲ့ကြပြာကိုဆရာဘာကြောင့်ရေးတာလဲအဲ့ဖတ်လိုက်ရတဲ့အတိတ်ပဲရတာကိုကျမတို့တစ်သက်တယ်ဒါရင်မရသေးဘူးမင်းသူ့ဝင်ဘာဖြစ်လို့တပြေညိုကိုရေးတာလဲဘယ်အချိန်လောက်ကရေးတာလဲလွတ်လပ်ရေးအကြောင်းကိုရေးတာမှန်တယ်လွတ်လပ်ရေးမရခင်မှာရေးတာဖြစ်နိုင်တယ်လွတ်လပ်ရေးရပြီးမှဆိုရင်တော့ကျမတို့တပြေညိုရွှေဘူပန်းနဲ့သူတို့ကြိုမှာတော့မဟုတ်တော့ဘူးပေါ့နော်ဘာလို့လွတ်လပ်ရေးရပြီမရခင်မှာသူမျော်လင့်ပြီးတော့ရေးတာဖြစ်တဲ့အတွက်လွတ်လပ်ရေးမရခင်ရေးတာဖြစ်မယ်ဘယ်ချိန်ဘယ်ကာလရေးတာပါလေဆရာစိတ်ထဲမှာဘာတွေဖြစ်လာလို့ရေးတာပါလေအဲ့ဒါလေးကိုကျမတို့ကသိကျင်တယ်ဒါဟာကျမတို့စာဖတ်ရတဲ့ဖတ်သူရဲ့ခံစားချက်တွေအမှုပညာတွေပေါ့နော်စာဖတ်တဲ့အခါအဲ့တော့ကျမတို့အဲ့ဒါကိုပြန်ပြီးတော့ကျတော့သိကျင်ရင်ဒီကြပြတစ်ခုရဲ့အစအဆုံးကိုနောက်ကနေလိုက်ကြည့်တယ်လိုက်ကြည့်တဲ့အခါကျတော့မှဒီကြပြကိုရေးတာဟာမြန်မာနိုင်ငံမှာရေးတာမဟုတ်အင်္ဂလန်နိုင်ငံမှာရေးတာပါလားဆိုတာအဲ့ဒီကျတော့မှဖတ်ကြည့်တော့မှသိတာဆရာကပြောပြတယ်ဒီကြပြကိုသူရေးတာဟာလွတ်လပ်ရေးမရခင်10နှစ်တိတိအလိုမှာရေးတာတိနော်တိဆိုတာမှတကယ်တိ1938ခုနှစ်ဇန်နဝါရီလ4ရက်နေ့မှာရေးခဲ့မိတာတဲ့ဒီကြပြလေးကိုကျွန်မအဲ့ဒါကိုဖတ်လိုက်တဲ့ချိန်မှာစက်သိန်းဖြန်းကနေထားသွားတယ်ဘာကြောင့်လဲဆိုတော့ကျမတို့လွတ်လပ်ရေး1948ဇန်နဝါရီ4ရက်မှာရတော့မယ်ဆိုတာဆရာသိမလားဘယ်သိနိုင်မလဲဒါပေမဲ့လည်းမသိပေမဲ့သူ့စိတ်ထဲကနေအဲ့ဒီအချိန်မှာ10နှစ်အလိုပေါ့အဲ့ဒီအချိန်မှာဆရာမတခုခုဖြတ်ခနဲ့ strike တခုလက်လိုက်ပါလိမ့်မယ်ခုခံစားရတဲ့ခံစားချက်ကလေးနဲ့အဲ့ဒီမှာဘယ်လောက်ထိတိုက်ဆိုင်သွားလဲဆိုရင်1938နဲ့48နဲ့10နှစ်ဆိုတာကိုဒါဟာအံ့ဩစရာမရှိဘူးဇန်နဝါရီလဆိုရင်နည်းနည်းအံ့ဩလို့ရပြီခုကဇန်နဝါရီ4ရက်ဆိုတော့ပို့ပြီးတော့အံ့ဩတာအဲ့ဒီကလေးကဒီကြပြဟာကျမရင်ထဲမှာဆွဲလန်းခဲ့တော့တာပဲအင်္ဂလန်နိုင်ငံမှာရေးခဲ့တာအင်္ဂလန်နိုင်ငံမှာရေးငါနေငါတို့နိုင်ငံလွတ်လပ်ရေးရသင့်ပြီဒီချိန်ကတော့ရသင့်ပြီရများရခဲ့ရင်အဲ့ဒီလိုမျိုးစိတ်နဲ့တွေးပြီးတော့လေရွှေဘူပန်းဆိုတာရွှေဘူဆိုတာကဥအောင်စီရရဲ့ဒီဇာတိနော်ငါးမြီရပြီးရွှေဘူဆိုတာအဲ့ကြောင့်ရွှေဘူကိုထည့်ထားတာတပြေညိုရွှေဘူပန်းရဲ့နဲ့လှမ်းကြဆိုလေးဆိုတာလွတ်လပ်ရေးရတဲ့စီကိုအဲ့ခုကျမတို့ကလွတ်လပ်ရေးရပြီးပြီရပြီးတော့ကျမတို့ကတပြေညိုကိုခုချိန်မှာရွတ်တယ်ဆိုရင်ဘာအတွက်ရွတ်မှာလဲလွတ်လပ်ရေးကိုမလိုတော့ဘူးကျမတို့ငင်းချမ်းရေးကိုလိုသေးတယ်လွတ်လပ်ရေးစကြတဲ့က1948ကတည်းကဖြစ်လိုက်တဲ့ပြည်တွင်းစစ်အခုချိန်ထိကျမတို့ပြည်တွင်းစစ်တွေဟိုတလောတော့ကAA တို့ ARA ဘာလည်းမသိဘူးเนาะအဲ့ဒီရခိုင်ဘက်ကနေပြီးတော့ကြာဖြစ်တာရဲတွေရောကွယ်လွန်သွားကြတဲ့သူတွေဒါကရခိုင်ဘက်ပြီးရင်ဟိုဘက်မြစ်ကြီးနားတို့ရှမ်းတို့ဘက်မှာဖြစ်နေတာတွေကအများကြီးပဲဘုံတက်နေမိတဲ့သူတွေနဲ့စစ်ဘေးရှောင်ပြည်သူတွေနဲ့မိန်းကလေးတွေနဲ့အဲ့ဒါတွေအကုန်လုံးဟာကျမတို့ရဲ့ပြည်တွင်းစစ်ရဲ့ပြရုပ်တွေပြည်တွင်းစစ်ရဲ့အနိဋ္ဌာယုံတွေစိုးကျိုးတွေအဲ့ကျမတို့ဒီပြည်တွင်းစစ်ကြီးကိုရက်ချင်တယ်တကယ်လို့တပြေညိုကိုကျမတို့အခုချိန်မှာရွတ်မယ်ဆိုရင်လွတ်လပ်ရေးအတွက်မျှော်လင့်တာမဟုတ်တော့ဘူးပြည်တွင်းစစ်ကလေးရပ်ဖို့အတွက်မျှော်လင့်ချက်ကလေးဖြစ်တော့မယ်ဒါမှမဟုတ်စီးပွားရေးတက္ကသိုလ်ကကျောင်းသူကျောင်းသားတွေကဒီတပြေညိုကိုရွတ်တယ်ဆိုရင်ဘာအတွက်ရွတ်တာဖြစ်မလဲစီးပွားရေးတက္ကသိုလ်ကြီးဒီတက်ပို့ပြီးတော့တာယာဖွံ့ဖြိုးဖို့တက္ကသိုလ်ကျောင်းသူကျောင်းသားလေးတွေဒီတက်ပို့ပြီးတော့ပညာကိုတန်ဖိုးထားတတ်ဖို့ပညာကိုပို့ပြီးတော့လိုလားရှိဖို့ပို့ပြီးတော့လည်းကျွမ်းကျင်သောပညာရှင်တွေဖြစ်ဖို့အဲ့ဒီမျှော်မှန်းချက်ဖြစ်မှာပေါ့ကျမတို့မှာမျှော်လင့်ချက်တွေအများကြီးရှိတယ်အဲ့ဒီမျှော်လင့်ချက်တွေနဲ့ကြပြားတွေစာတွေဆရာတွေကရေးခဲ့တယ်ကျမတို့ကအဲ့ဒီမျှော်လင့်ချက်တွေကိုလေးစားတဲ့အနေနဲ့ဖတ်တယ်ဖတ်ပြီးတဲ့နောက်အဲ့ဒီသူတို့ရဲ့မျှော်လင့်ချက်ကိုကျမတို့မျှော်လင့်ချက်ဖြစ်ပြန်ပြီးတော့ပြန်ခွဲယူလိုက်တယ်ဒီလိုနည်းနဲ့ကျမတို့ကစာဖတ်တယ်အဲ့လိုနည်းနဲ့စာဖတ်ခြင်းအတတ်ပညာတွေအမှုပညာတွေကိုကျမတို့စူးစမ်းကြတယ်လေအဲ့လိုစူးစမ်းရင်းကနေပဲစာတွေဖတ်လိုက်ပြီးတော့အဲ့အခုလိုစာဖတ်ခြင်းနဲ့ကိုမြင့်တင်ရမှာမဟုတ်လားအဲ့တော့ကျမကဒီကနေ့ပြောတာဟာစာဖတ်ခြင်းနဲ့ပတ်သက်ပြီးတော့ဘုဒ္ဓတာလေးတွေစာဖတ်ခြင်းနဲ့စိတ်ကလေးတွေလည်းပေါ်လာအောင်ပေါ့နော်
ဖတ်ချင်တဲ့စိတ်တော့ရှိမယ်လို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီလောက်ခန်းလုံးပြည့်လာပြီးတော့အားပေးတဲ့ဆိုကြတဲ့စာဖတ်ခြင်းအပေါ်မှာစိတ်ဝင်စားတဲ့သူမလို့မဟုတ်လို့ရှိရင်အပြင်ထွက်နေမှာပေါ့တခြားမုတ်ဆိုင်တွေသွားနေမှာပေါ့ဒါမှမဟုတ်လို့ရှိရင်လည်းတခြားလှုပ်ရှားအိုးလောကကြီးမှာလှုပ်ရှားတွေအများကြီးပဲလေနော်ကိုယ့်ကိုမြှူဆွဲဖျားရောက်နေတော့အရာတွေအများကြီးရှိတယ်အဲ့တော့စာဖတ်ခြင်းဟာတကယ်တော့တိတ်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးအဲ့တော့စာဖတ်ခြင်းကိုကျမမလွယ်ပေမဲ့လွယ်ပါတယ်လို့အတင်းကြီးညာပြီးတော့မပြောလို့ပါဘူးသို့တော့စာဖတ်တဲ့နေရာမှာအဲ့ဒီနီးလေး၄၅နီးရှိတယ်အဲ့၄၅နီးလေးနဲ့တကယ်သာကျမတို့ဖတ်ကြည့်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီဖတ်တဲ့အချိန်မှာပျော်လာလိမ့်မယ်နော်အဲ့တော့အဲ့ဒီနီးလေးတွေကိုကျမပြောပြမယ်ကျမတို့စာဖတ်ရင်ဘာနီးနဲ့ဖတ်လဲဆိုတော့ပုံဖော်တဲ့နီးနဲ့ဖတ်တယ်စောစောကျမကျွတ်လိုက်တဲ့ကြပြအဲ့ဒီကြပြမှာကိုကနားထောင်တော့ကျမတို့ကနားနဲ့စာဖတ်နေတာပေါ့ဒါတို့သမီးတို့ကအဲ့နားနဲ့စာဖတ်တဲ့ချိန်မှာနားကြားလိုက်တဲ့ချိန်မှာကျမတို့ရဲ့ပုံရိပ်ကအုတ်နောက်ကပုံရိပ်ကိုသွားပြီးတော့ပေါ်နေပြီပေါ့နော်အခုကျမပြောလိုက်တဲ့ဒီစုဆိုတဲ့ဝတ္ထုလေးကိုကျမကပါဇက်ကနေပြောသွားတယ်ဒါတို့သမီးတို့ကနားကနေနားထောင်တယ်အဲ့ခါမှာမျက်စိထဲမှာပေါ်လာအောင်ကိုယ့်ဟာကိုယ်ပုံဖော်လိုက်တာဒါအုတ်နောက်ကလောက်တာအဲ့လိုပုံဖော်ရတဲ့အတွက်ဒါဟာနံပါတ်1ပုံဖော်ခြင်းအနုပညာနဲ့စာဖတ်တယ်အဲ့လိုပုံဖော်လိုက်တဲ့ခါကျပို့ပြီးတော့လွယ်သွားတယ်ကျမကြပြတစ်ပုဒ်ရွတ်ပြမယ်ပုံဖော်ခြင်းအနုပညာနဲ့ဖတ်ကြည့်အောင်နော်လွယ်လွယ်ကူကူပါပဲအခြားသောကြပြတွေဆိုတာတဲ့ဆရာစောစောမင်းသူဝင်မလားမင်းသူဝင်ရဲ့ကြပြအဲ့မင်းသူဝင်ရဲ့ကြပြကိုပဲကျမထပ်ပြီးတော့ရွတ်ပြမယ်တခြားကြပြပေါ့နော်အဲ့မင်းသူဝင်ကကျမတို့ကိုငငယ်တုန်းကဥမာဝင်းကဘာဆိုပြီးတော့လေဝင်းကဘာဆိုတဲ့ကြပြလေးတစ်ခုဆရာရေးခဲ့တယ်မောင်ခွေးဖို့သူ့သားလေးတွေအတွက်စာရေးခဲ့တာအဲ့တော့အဲ့ထဲမှာပါတဲ့ကြပြလေးကပုံဖော်လို့အကောင်းဆုံးကြပြလေးဖြစ်တဲ့အတွက်ကျမအဲ့ဒါလေးနဲ့ပုံဖော်ခိုင်းကြည့်မယ်သားတို့သမီးတို့ကမျက်စိလေးမှိတ်မျက်စိမမှိတ်ချင်လည်းမမှိတ်နဲ့ပေါ့နော်မျက်စိလေးမှိတ်ပြီးနားထောင်ကြည့်လိုက်ကျမအတန်နဲ့ပြောမယ်မျက်စိထဲမှာစလုံးလေးတွေပေါ်လာလိမ့်မယ်ဒါပေမဲ့အဲ့စလုံးလေးတွေထက်ကိုလိုချင်တာကဒီစာသားတွေကိုပုံဖော်ကြည့်လိုက်ပါနော်ခေါင်းစဉ်လေးကဝင်ကဘာတဲ့နော်လွယ်လွယ်ကူကူလေးပါထပ်ပြီးတော့ရှင်းပြစရာအချိန်လည်းတိတ်မရှိလို့ရှင်းမပြတော့ဘူးเนาะဒါမဲ့လည်းအဲ့လိုပုံဖော်နေတဲ့အချိန်မှာကိုတိတဲ့စကလုံးတွေကပုံဖော်ရတာလွယ်တယ်ကိုမတိတဲ့စကလုံးကြတခါတည်းဖြစ်သွားမယ်ပုံဖော်လို့မရတော့ဘူးအဲ့ကြရင်ကွာစဉ်းစားရတယ်အဲ့တော့ပုံဖော်ခြင်းအမှုပညာပြီးရင်စဉ်းစားတွေးတောခြင်းအမှုပညာပြီးရင်မတိတဲ့စကလုံးကိုတရားကိုဘေးကိုမေးရမယ်အဲ့ခါကျရင်မေးခွန်းထုတ်ခြင်းအမှုပညာเนาะအဲ့သုံးခုတော့လိုအပ်တယ်เนาะကြပြရွတ်ပြမယ်เนาะတူတူလေးပါတညှိခံပြီးနားထောင်ကြည့်เนาะအေးရိတ်တာတဲ့ပညောင်ညိုအုတ်ဩတွန်တန်ချိုဒိုးယိုစီးတဲ့နဒီတွင်သမင်ရေတောက်ဆင်းမျက်စိထဲမှာပေါ်လာပြီလားအေးရိတ်တာတဲ့ပညောင်ညိုညောင်မင်းကြီးကြီးပဲမျက်စိထဲမှာပေါ်လာပြီเนาะအုတ်ဩတွန်တန်ချိုဆိုတော့အုတ်ဩကိုမျက်စိကမြင်ကြည့်လိုက်တချို့ကအုတ်ဩကိုမမြင်ဘူးကြီးကန်းတဲ့ခတ်စင်ကြီးကန်းတဲ့ငယ်တယ်ပေါ့သို့တော့မမြင်လဲကိစ္စမရှိဘူးဒီထဲမှာအုတ်ဩကိုသူရေးထားတာကတွန်တန်ချိုစကလုံးလေးကတွန်တန်ချိုသူ့ရဲ့အတန်လေးပဲကြားရမှာเนาะအုတ်ဩတွန်တန်ချိုဒိုးယိုစီးတဲ့နဒီတွင်သမင်ရေတောက်ဆင်းမြက်ခင်းလက်လက်မြင်ညီဂန်းကော်ဝက်မှုံစီဂန်းကော်ကိုအားလုံးသိတယ်เนาะမြက်ခင်းလက်လက်မြင်ညီညာလက်လက်လေးဖြစ်နေတဲ့မြက်ခင်းလေးဂန်းကော်ဝက်မှုံစီဇာလီပျော်တဲ့ចောင်းတင်ကန်းလူလေးသွားခြင်းစမ်းဒါပဲကြပြလေးကအဲ့ဒီကြပြလေးကိုကျမတို့ကစဉ်းစားကြည့်မယ်ကလေးတွေအနေနဲ့စဉ်းစားကြည့်မယ်အခုတော့လူကြီးတွေဖြစ်တဲ့အတွက်နဒီဆိုတာဘာလဲအားလုံးသိတယ်နော်ဒိုးယိုစီးတယ်ဆိုတာဘယ်လိုစီးတာလဲအားလုံးသိတယ်ကလေးဆိုရင်သိချင်မှသိမှာဒါပေမဲ့လည်းဇာလီကိုသိချင်မှသိမှာပေါ့ဇာလီကိုစာဖတ်တဲ့သူကတော့ဇာလီကိုသိမယ်စာမဖတ်တဲ့သူကတော့ဇာလီဆိုသိမှာဘာလဲသိချင်မှသိမယ်အဲ့လိုမသိဘူးဆိုရင်တော့ကျမတို့ကတခြားအနုပညာတစ်ခုလုပ်ရပြီဘာအနုပညာလဲမိကွန်းထုတ်ခြင်းအနုပညာကိုစဉ်းစားမေးကြည့်မယ်ဇာလီဆိုတာဘာလဲဘာကြောင့်ထည့်ထားတာလဲဒါဆိုဇာလီကိုမသိရင်ခေါင်းစဉ်ကိုကြည့်လိုက်ဝင်းကဘာဆိုတာဘာလဲဝင်းကဘာဆိုတာကျမတို့ငယ်ငယ်တုန်းကတော့မီးဝင်ကဘာဆိုတာရှိတယ်စီမီကွက်ကလေးတွေကိုမြေကြီးပေါ်မှာပေါ့နော်တန်းစီပြီးထွန်းထားတယ်ဒါပေမဲ့ဝင်ကဘာပုံစံလေးဖြစ်အောင်အကွေ့အကောက်လေးတွေများစွာနဲ့ဝင်ပေါက်ကတစ်ပေါက်ထွက်ပေါက်ကတစ်ပေါက်ဒါပေမဲ့လည်းထွက်ပေါက်နဲ့တူသောခတ်ဆန်ထွက်ပေါက်မှားလေးတွေပေါ့အဲ့ဒါမျိုးလေးတွေနဲ့ဆိုရင်ပိတ်မိပြီးတော့ဒီဝင်ကဘာထဲမှာပဲလဲနေတယ်အဲ့ဒါကိုကျမတို့ကမီးဝင်ကဘာလို့ခေါ်တယ်သတင်းကျွတ်တို့တစောင်းတိုင်းတို့မှာကျမတို့ရင်နှံချောင်းဘက်မှာရှိပါတယ်အနေအမြင့်အတက်အစင်းပေါ်တယ်မြို့ဆိုတော့နေလိုက်မြင့်လိုက်တစ်ပင်လေးတွေကြားထဲမှာအင်မတန်ပျော်စရာကောင်းတယ်အဲ့ဒီမီးဝင်ကဘာကိုသွားတာဒါပေမဲ့အခုဒီဝင်ကဘာဟာဘယ်ဝင်ကဘာလဲတွေးပြီပေါ့နော်နဒီဟာပါလဲဒါမှမဟုတ်ရင်သမင်ရေတောက်ဆင်းတယ်ဆိုတော့မျက်စိထဲမှာမြင်လာရမှာ
ပုံဖော်ခြင်းအနုပညာနဲ့ကျမတို့ပုံဖော်ကြည့်လိုက်ရင်သမင်လေးကိုလူတိုင်းမြင်ဘူးတဲ့ဒီအရွယ်မှာသမင်မမြင်ဘူးတဲ့သူမရှိတော့ဘူးနော်ဒါပေမဲ့လက်နဲ့ကင်ကြည့်ပြီးတော့မျက်စိအောက်မှာမြင်ရတာဟုတ်ချင်မှဟုတ်မယ်ရုပ်ရှင်ထဲမှာမြင်ဘူးတာဖြစ်ချင်ဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်လည်းရုပ်ပြစာအုပ်တွေထဲမှာမြင်ဘူးတာဖြစ်ချင်ဖြစ်မယ်အများအားဖြင့်တော့ရုပ်ရှင်ထဲမှာမြင်ကြမှာပေါ့နော်ကာတွန်းကားလေးတွေရှိတယ်လေကျမအမတန်ကြိုက်တဲ့ကာတွန်းကားတစ်ခုရှိတယ်ဘမ်ဘီတဲ့ကြိုက်ကြည့်ဘူးလားတချို့တော့တိတ်မကြည့်ဘူးထင်တယ်နော် Walt Disney Company ကထုတ်တဲ့ဇာတ်ကားကြာပြီလေဒါသမီးတို့ခန့်ငယ်ငယ်တုန်းကဖြစ်မှာပေါ့သားတို့သမီးတို့တချို့ဆိုမွေးတောင်မွေးဦးမှာမဟုတ်1990ကျော်လောက်တုန်းကဖြစ်လိမ့်မယ်69 68လောက်ဖြစ်မယ်ထင်ပါရဲ့နော်အဲ့ဒီတုန်းကဆိုတော့ဒီအရွယ်မှာမမွေးသေးတဲ့ဖြစ်အိမ်ပြန်ရောက်လို့ရှိရင်ဒီထက်ကနေပြီးတော့နော်ဘမ်ဘီလို့ရိုက်လိုက်နော် movie လို့ရေးလိုက်အောင်နော်ဘမ်ဘီ BAMBI ဘမ်ဘီမှာမှ movie လို့ရိုက်လိုက်အဲ့ဒါဆိုရှင် YouTube ကနေပေါ်လာလိမ့်မယ်အဲ့တော့အဲ့ဒါသမင်လေးတစ်ကောင်အကြောင်းအဲ့တော့အဲ့ဒါကိုမျက်စိထဲမှာအေးသားတဲ့ပညာညိုအိုအောတွန်တန်ချိုဒိုးယိုစီးတဲ့နရီတွင်သမင်ရေတောက်ဆင်းအဲ့သမင်လေးရေတောက်ဆင်းတဲ့ပုံကိုအာယုန်နဲ့ကနေကိုကြိုက်တယ်လို့ပုံဖော်လို့ရတယ်ကိုကြည်ဘူးတဲ့မြင်ဘူးတဲ့သမင်ကအဝါရောင်လေးဆိုရင်အဝါရောင်လေးအဖြူပြောက်ကလေးနှစ်ပြောက်ပါရင်ကိုအာယုန်နဲ့ကအဖြူပြောက်ကလေးနှစ်ပြောက်သမင်ဂျိုလေးကတကောက်ဆိုရင်ဒီသူ့ကိုအာယုန်နဲ့မှာသမင်ဂျိုကတကောက်သမင်က4 5 6ကောက်နဲ့တကက်ကိုခန္ဓာတော်ဂျိုနဲ့ရှိတဲ့သမင်ကိုမြင်ဘူးထားရင်အဲ့ဒီခန္ဓာတဲ့သမင်ဂျိုဒါကိုကိုကတွေးပြီးတော့အာယုန်ထဲမှာပုံဖော်တာအဲ့လိုပုံဖော်လိုက်ရင်ဒီကြပြလေးဒီစိတ်ဝင်စားစရာကောင်းသွားတယ်ဒီတိုင်းဖတ်တာတဲ့ပုံဖော်လိုက်ရင်ပိုစိတ်ဝင်စားစရာကောင်းတယ်လေနော်အဲ့တော့သမင်ရေတောက်ဆင်းရခင်းလက်လက်မြင်းကြီးညီဂန်းကော်ဝတ်မှုံစီဂန်းကော်ဝတ်မှုံဆိုတော့ဒီထဲမှာပဲပါဘယ်ထဲမှာပဲပါဂန်းကော်ဒီပန်းရဲ့ဝတ်မှုံဆိုဒီမှာအဝါရောင်ပဲလေအဝါရောင်များတယ်ဆိုတော့ဂန်းကော်ဝတ်မှုံစီဆိုတော့မြက်ခင်းပေါ်မှာဝတ်မှုံလေးတွေအဝါရောင်လေးတွေပြန့်နေတာဆိုရင်အဲ့နာမှာဂန်းကော်ပင်ရှိမှာပေါ့သို့မဟုတ်ရင်လည်းနီးနီးနားနားမဟုတ်ရင်လည်းခက်လှမ်းလှမ်းမှရှိပြီးလေကနေပြီးတော့ဂန်းကော်ဝတ်မှုံလေးကိုတဲလာတာလည်းဖြစ်နိုင်တာပေါ့ဒါလေးတို့မျက်စိတွေမှာမြင်လိုက်ရင်အဲ့ကြပြလေးဟာဘယ်လောက်ချစ်စရာကောင်းသွားလဲဂန်းကော်ဝတ်မှုံစီလာပြီဇာလီပြောတဲ့ចောင်းတင်ကန်းလူလေးသွားကျင်ဆန်းအဇာလီကိုသိလားမသိဘူးဆိုလို့ရှိရင်သိရင်တော့ဒါဟာဇာလီဟာဝေတန်ညာမင်းကြီးရဲ့သားတော်ဆိုတာသိတဲ့သူကတော့သိမယ်အဲ့လိုမဟုတ်လို့ဝေတန်ညာဇက်ကိုမသိထားတဲ့သူကဇာလီကိုဘယ်သူမှမသိရင်ကို့အမေကို့အမကို့ဆရာမဒါမှမဟုတ်တငယ်ချင်းကစာသိပ်ဖတ်တဲ့သူဆိုရင်ဇာလီဆိုတာဘာလဲလို့မေးလိုက်ရင်စာဖတ်တဲ့တငယ်ချင်းကကို့ကိုပြောပြလိုက်မယ်ဩဇာလီဆိုတာငါကြားဘူးတာတော့မောင်နှမ2ယောက်ရှိတယ်ဇာလီရဲ့အမကနှာစိန်ရဲ့အဲ့သူတို့ကငါသိတဲ့လောက်တော့ဝေတန်ညာမင်းကြီးနဲ့သူ့မိဖုရားမဒီဒေဝီတို့ရဲ့သားနဲ့သမီးပဲအဲ့ဒီဇာလီကိုပြောတာလားဒါဆိုနင့်ကြပြလေးကိုပြပါဦးဆိုကြပြလေးကိုကိုကပြလိုက်ရင်ဟုတ်တယ်ကျောင်းသင်္ကန်းဆိုကြတဲ့ကကျောင်းသင်္ကန်းဆိုဒီမှာတောရမှီးတဲ့ရတိရဟန်းတွေတိဆောက်ထားတဲ့ကျောင်းကလေးအဲ့ကျောင်းသင်္ကန်းလေးမှာဇာလီဟာပျော်ရွှင်နေလိမ့်မယ်အဲ့ပျော်တဲ့ဇာလီပျော်နေတဲ့ကျောင်းသင်္ကန်းလေးကိုသားလဲလူလေးလဲသွားကျင်လိုက်တာဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒါလေးကိုမြင်လိုက်တာနဲ့ကျမတို့ကအဲ့ဒီကြပြလေးကိုဖတ်လိုက်တာနဲ့အာယုန်ထဲမှာအဲ့ဒီចောင်းသင်္ကန်းလေးအင်မတန်ငြိမ်းချမ်းတဲ့ចောင်းသင်္ကန်းလေးကိုပေါ်လာတယ်အဲ့ဒီကနေတစ်ဆက်တည်းဝေတန်ညာဇတ်တော်ကိုလည်းကျမတို့သိသွားမယ်ဝေတန်ညာဇတ်တော်ကနေတစ်ဆင့်ဇတ်ကြီး10ဘွဲကိုလည်းသိသွားနိုင်တယ်အဲ့ဒီကနေရှေ့ဆက်ပြီးတော့ဗုဒ္ဓဝင်းတွေကိုလည်းသိသွားနိုင်တယ်စာအုပ်တအုပ်ကိုဖတ်ရင်အဲ့စာအုပ်ကနေပြီးတော့နောက်ထပ်ပြီးတော့ရည်ညွှန်းပေးတဲ့စာတွေအများကြီးပဲဆိုတော့စာဖတ်ရတာဟာသိတော့ပြင်းစရာမကောင်းပါဘူးလွယ်ပါတယ်သို့တော့မလွယ်ဘူးလို့ထင်တဲ့သူတွေလည်းရှိလိမ့်မယ်အဲ့တော့လွယ်အောင်လို့ကျမတို့ကစာကိုဒီလိုဖတ်ရင်တော့လွယ်မလားမသိဘူးလို့ကျမကမျှပေးခြင်းဖြစ်ပါတယ်ဒီတော့ဒီကနေ့ကစပြီးတော့စာကို subject စာတွေလည်းဖတ်ပါအပြင်စာတွေလည်းဖတ်ပါစာဖတ်ခြင်းအပြင်အကျိုးက3မျိုးရှိနိုင်တယ်နံပါတ်1ကတော့ကိုယ့်ရဲ့အပြင်ကိုပြည့်စေတယ်ဒါကအနှိမ့်ဆုံးနောက်လူစရိုက်လူတဘာဝတွေကိုနားလည်နိုင်တယ်เนาะဒါကတော့ထားလိုက်တော့စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုသိကျင်ရင်ကျမစာအုပ်တအုပ်ထပ်ပြီးညွှန်းလိုက်ပါဦးမယ်ကျမအင်မတန်လေးစားတဲ့ဆရာကိုတာမုံရွေးသားနော်ကိုတာဆိုရင်မုံရွာမသိတဲ့လူမရှိရဘူးဘာကြောင့်လဲဆိုတော့ကိုရွာထွက်တဲ့စာရေးဆရာသိရမယ်လေဒေါက်တာတန့်လွင်မောင်တဲ့နော်သူကမုံရွေးစာတီသူကနေရေးတဲ့စာအုပ်တွေရှိတယ်အဲ့ထဲမှာကိုရင်တာနှစ်ပါးသွားများဆိုတဲ့စာအုပ်ရှိတယ်ပထမရွက်ရှိတယ်ဒုတိယရွက်ရှိတယ်အဲ့ထဲမှာစာဖတ်ခြင်းရဲ့အကျိုးဆိုပြီးရေးထားတာရှိပါတယ်ကျွန်မအချိန်မရလို့အချိန်ရရင်တော့အဲ့ဒီစာတွေအကုန်လုံးကိုရွတ်ပြချင်ပါတယ်နောက်မှလည်းဆရာမခင်မင်းကြည်သာပြောဖို့ကြံသေးတယ်လေအဲ့တော့ကျွန်မကအဲ့ဒါလေးကိုဏိဒန်းလေးအနေနဲ့ပဲပြောလိုက်တာဖြစ်ပါတယ်အဲ့ကိုတာရဲ့စာအုပ်တွေကိုဖတ်ကြည့်ပါကိုရင်တာနှစ်ပါးသွားများတဲ့အဲ့တော့အဲ့ဒီထဲကနေပြီးတော့စာဖတ်ခြင်းအကျိုးကျေးဇူးတွေရမယ်တော့ကျမတို့အနေနဲ့စာဖတ်ခြင်းအကျိုးကျေးဇူးတွေတယောက်ချင်းပြောပြမယ်ဆိုအ
ချက်ပေါင်း450လောက်ရှိတယ်အဲ့ဒီအဓိကပြောချင်တာကတော့ပညာဘူးတုတရတယ်ပြီးတော့အသိဉာဏ်ကိုရှင်းတန်းစေတယ်ဖွံ့ဖြိုးစေတယ်အရွယ်နဲ့လိုက်တဲ့အသိဉာဏ်ပေါ့နော်အသက်30အရွယ်မှာအသက်30အသိဉာဏ်40မှာ40အသိဉာဏ်တချို့ကျတော့40ပေမဲ့50အသိဉာဏ်ရှိတာမျိုးစာဖတ်သိမ့်နာတဲ့အခါကျတော့လေအဲ့ဒီလိုပဲ50-60ထိအောင်စာသိမ့်မဖတ်တဲ့ခါကျအသက်40အရွယ်ရဲ့အသိဉာဏ်ပဲရှိနေတာမျိုးเนาะပညာဘူးတုတကိုကျမတို့လှုပ်ဆော်ပေးတဲ့အတွက်စာဖတ်ခြင်းဟာအင်မတန်အကျိုးရှိပါတယ်စာဖတ်ရတာခက်ပါတယ်လွယ်တယ်လို့မပြောပါဘူးဘာနဲ့တူလဲဆိုတော့တဲ့စာဖတ်ရတာဟာဘောလုံးတစ်လုံးကိုတယောက်ကဘောလုံးကိုပစ်ပေးလိုက်ရင်အဲ့ပစ်ပေးလိုက်တဲ့ဘောလုံးကိုမိအောင်ဖမ်းရတဲ့လူနဲ့တူတယ်စာဖတ်သူရဲ့စူးစမ်းအထောက်မှုကဘောလုံးကိုဖမ်းရတဲ့အရာတာဖမ်းရတဲ့အထောက်မှုဘောလုံးကိုပြစ်ပေးတဲ့သူကအရှိန်ပြင်းလေဖမ်းရတဲ့သူကအားဆိုင်ရလေပဲတဲ့အဲ့တော့စာခက်ခက်ခဲခဲကိုဖတ်ရပြီဆိုရင်ကျမတို့အင်အားများများပို့ဆက်ရတယ်ကိုတဲ့လွယ်တဲ့စာဆိုလို့ရှိရင်အตาလေးပေါ့ကိုတဲ့အားနေတဲ့သူကထားပါတော့ကလေးတယောက်နဲ့ကျမနဲ့ဘောလုံးပြစ်ပေးမယ်ဆိုရင်ကလေးကကျမကိုပြစ်ပေးလိုက်တဲ့ဘောလုံးကသူ့အနေနဲ့ဘလောက်ပဲအရှိန်ပြင်းပြင်းကျမကတော့အตาလေးပဲဖမ်းလိုက်ရုံပဲအဲ့တော့အင်မတန်လွယ်ကူသောစာကလေးတွေကိုကျမတို့ကတာလေးဖတ်လို့ရတယ်သို့တော့ကိုအဆင့်တက်ပို့ပြီးတော့မြင့်တဲ့စာမျိုးတွေကိုဖတ်တဲ့အခါကျအရှိန်ပြင်းပြင်းနဲ့ပြစ်လိုက်တဲ့ဘောလုံးကိုဖမ်းရတယ်လို့ပဲကိုယ့်ဘက်ကအားဆိုင်မှုအပြည့်ထည့်ရမယ်မဟုတ်ရင်ကျမတို့ဒီဘောလုံးကိုမမိနိုင်ဘူးလဲရင်လည်းလဲသွားမယ်အဲ့တော့စာရေးတဲ့သူဟာဘောလုံးပြစ်ပေးတဲ့သူနဲ့တူပါတယ်တဲ့သူ့ဘက်ကတော့အင်အားအကုန်စိုက်ပြီးတော့ပြစ်ပေးလိုက်တာပဲစာရေးတဲ့သူရဲ့အရွယ်သူ့ရဲ့စင်ကြင်ဉာဏ်နဲ့လိုက်ပြီးတော့ဘောလုံးရဲ့အရှိန်ဟာလည်းနှေးခြင်းမြန်ခြင်းပေါ့နော်ဒါပေမဲ့ကျမတို့စာဖတ်သူကကျတော့ကိုဘောလုံးကိုဖမ်းတဲ့အခါကျကိုမှရှိသမျှခွန်အားနဲ့စိုက်ပြီးတော့ဖမ်းရမယ်လွယ်ကူသောဘောလုံးဆိုရင်တာလေးဖမ်းလို့ရမယ်ဒါပေမဲ့လွယ်ကူသောစာဘောလုံးလေးတွေကကျမတို့ရဲ့အသိဉာဏ်ကိုရင့်စေတဲ့ထဲမှာမပါဘူးလွယ်ကူတဲ့ဘောလုံးမဟုတ်ဘဲနဲ့ခက်ခဲအရှိန်ပြင်းပြင်းနဲ့ပြစ်လိုက်တဲ့ဘောလုံးတွေကိုရအောင်ဖမ်းကြစမ်းပါအဲ့လိုဖမ်းလိုက်တဲ့အခါကျမှကိုအင်အားစိုက်ထုတ်ဖမ်းရမှာကျမရေးတဲ့စာတွေဒီအခုဒီတက္ကသိုလ်ကျောင်းသူကျောင်းသားတွေအတွက်ဘောလုံးအရှိန်ပြင်းပြင်းမဟုတ်ဘူးတာလေးပါပဲကိုနဲ့အတူတူလဲပဲအတူပဲဆိုတော့ဒီတဲ့ပို့ပြီးမြင့်တဲ့စာမျိုးကိုကျမဖတ်စေချင်ပါတယ်ကိုတာရေးတဲ့စာမျိုးကိုတာကဘာသာပြန်တာတွေလည်းများတယ်အဲ့ဘာသာပြန်တဲ့အခါမှာသူ့ရဲ့မူရင်းစာတွေကိုအမြဲတမ်းရေးပြလေးရှိတယ်အဲ့ဒီခါကျကျမကိုတာစီကနေပြီးတော့ကျမတို့ကယူပြီးတော့ဆရာရေးဒီဟာလေးကိုကျမဖတ်ချင်တယ်ဆိုသူကကျမကိုမိတ်တူကူးပေးတယ်တခါကျတော့သူက link လေးပဲပေးလိုက်တာကျမတို့ကကျမတို့ရှားတယ်အဲ့ဒီခါကျတော့မှကိုယ့်တက်ပို့ပြီးညံရည်မြင့်သောစာတွေကိုဖတ်တဲ့အခါပို့ပြီးတော့ကိုညံရည်ရလဲပို့ပြီးတော့မြင့်လာတယ်ပြောရင်လည်းကျမ10မိနစ်လွန်သွားပြီဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်နေဆိုတဲ့အကြောင်းပြောချင်ပါတယ်2019ဟာကျမတို့မုံရစီးပွားရေးတက္ကသိုလ်အတွက်ကောမုံရမျိုးကြီးအတွက်ကောပြီးတော့ကျမတို့မြန်မာပြည်အတွက်ကောပို့ပြီးငြိမ်းချမ်းသောပို့ပြီးတော့ပညာတတ်သောပို့ပြီးတော့စိမ့်လန်းစုပြေသောနိုင်ငံတော်ကြီးဖြစ်ပါစေလို့ဆုတောင်းပေးရင်ဒီကုန်းချုပ်ပါတယ်